ဆိုနာဆိုင်မင်္ဂလာပါဆိုနာဆိုင်ဖေးလက်ရှယ်ပေးပါဆိုနာဆိုင်ဒါပရိုဂရမ်လိုက်ကြလေလူစောင့်ရင်းနဲ့ရှေ့လောက်မှာခဏလေးနော်ရှေ့ပြပါสนาสายวันละกินนาละกิตาลีสวาบาไม่สงครามเงียเอาสลามาดิโกญญาเซโยไม่เสร็จพี่บ่าวเนาะแกตัวลันยี่ก็รอป่วยจีป่วยกำมาปิดดูตัวลันยี่เนี่ยอับใหญ่အခုဂျာဖြန်ကလည်းဂျာဖြန်ကအရင်ဝင်မလာဒါမှမဟုတ်တော်လန်ရေးကပဲအရင်မြန်မြန်ဆိုင်ဆိုင်ဖြစ်မလာပေါ့ကဲအခုကျမတို့သတင်းကောင်းတွေရှိပါတယ်ရှေ့လောက်မယ်ဝမ်းရှယ်ပေးပါအစနာဆိုင်ကွာဒီနော်ဆက်ဖို့ဆက်ချက်နောက်ကျဲကျမတခုပြောချင်တာကကျမတို့တော်လန်ရေးကနော်ကျမတို့ကိုပဲကြည့်လိုက်ကျမတို့မှမဟုတ်နော်အခုလက်ရှိတော်လန်ရေးမှာပါဝင်နေတဲ့တော်လန်ရေးသမားစစ်တွေကနောက်ဆုတ်ဖို့ဘယ်တော့မှမဖြစ်နိုင်ဘူးနော်တော်လန်ရေးတဲ့ပါဝင်ပြီးဆိုရင်တော်လန်ရေးသမားစစ်မှန်ရင်ဘယ်တော့မှနောက်မဆုတ်ဘူးနောက်ဆုတ်လို့လည်းမရဘူးနော်နားလေနောက်ဆုတ်လို့လည်းမရဘူးဒါကြောင့်မလို့ကျမတို့လူပြပမှာနေတဲ့နော်လူတောင်မှကျမတို့နောက်ဆုတ်လို့မရဘူးစင်အခုမြေပြင်မှာနေတဲ့တော်လန်ရေးသမားစစ်တွေအခုဆိုရင်အိမ်မရှိတော့ဘူးအိမ်ပြန်လို့လည်းမရဘူးနော်ဒါကြောင့်မလို့အခုချိန်မြန်မာပြည်မှာအရန်ကြက်တဲနေတဲ့ချိန်ဆိုရင်သူတို့ဆိုပိုးရောင်နောက်ဆုတ်လို့မရနိုင်ပြီတဲ့ဒါကြောင့်မို့ဒီຫນွေဥတော်လန်ရေးကနိုင်မကိုဖြစ်မှာနိုင်ဖို့အတွက်လဲအခုကျမတို့နော်ကျမတို့အခု PRM နဲ့ပတ်သက်ပြီးတော့နော် PRM နဲ့ပတ်သက်တိုင်းစစ်ဌာနချုပ်မှာလည်းနဲ့ဆွနေ PRM နဲ့ပတ်သက်ပြီးတော့ကျမတို့နိုးစော်တယ်တိုက်တွန်းတယ်ဖိအားပေးတယ်ကဲအခုဥယျာဉ်မွန်ကတကွက်ပြလိုက်ပြီဒီလိုမအလာကတော့ဟာနီမျိုးစုံနဲ့ပြည်သူတွေကိုဂျင်းထည့်ပြီးတော့ PDF အယောက်900ကျော်အလင်းဝင်ပါတယ်ဆိုပြီးတော့နော်ဂျင်းထည့်တယ်တချို့တော့အထူးသဖြင့်သက်အုပ်စုပြီးတော့ကျမပြောမယ်နော်သက်အုပ်စုဆိုတာလေသက်အုပ်စုလို့ပြောလိုက်ရင်ဒီသက်အုပ်စုကတော်လန်ရေးသမားအစ်စ်မဟုတ်သူတို့ကအဖြစ်မြင်လေဒါကြောင့်မို့သက်အုပ်စုလို့ပြောလိုက်သူတို့ကမင်းအွန်လိုင်းဇဲတွေပဲနော်အဲ့ဒီသက်အုပ်စုကအရေးသားဘလို့ရေးလဲဆိုတော့အခုမင်းအွန်လိုင်းအလင်းဝင်တဲ့နော်မင်းအွန်လိုင်းစီကိုအလင်းဝင်တဲ့သတင်းတင်လိုက်တဲ့သတင်းကအဲ့ဒါတရားရခိုင်တော့မှန်ပါတယ်တဲ့ဘာဖြစ်လို့လဲဆိုရင်သူတို့အကြောင်းပြတယ်နော်ဒီဘလဲအန်နူဂျီကိုဘလဲခွက်ဆောင်ခုတ်တယ်အဲ့လိုပြောပြီးဆိုရင်ဒီအုပ်စုကတော့ပူသားတယ်လန်ပဲသက်အုပ်စုပဲနော်ပြီးတော့သူတို့တွေကဒီသက်အုပ်စုကလေလီဆယ်ပြောတဲ့နေရာမှာအရန်ကိုတော်တာနော်တခြားမတွေ့နဲ့ငကားမရဘယ်နှယောက်မြောက်လည်းမသိဘူးသူနာမည်အေးတီတာစောအရင်တော့ကျမတို့ပြည်သူအမှန်အဖွဲ့မှာပြည်သူအမှန်အဖွဲ့မှာမပါတော့သူကဟိုကော်သူလေအာမင်ကတဲ့ကနော်ဘယ်လဲခွဲထွက်လိုက်တာသူကတာမန်အရတာမန်အလူစင်မှာပဲနော်လာစိတ်နဲ့300ထည့်တယ်အရင်တော့အဲ့ဒီသူကငကားပြန်ဝင်လာပြီးတဲ့နောက်ပိုင်းမှာငကားနောက်ပါသွားတယ်ငကားနောက်ပါသွားတာကြားလာပြီ
နော်ပြီးတော့သူတို့ရဲ့ပြောမှဆိုရင်တူရစုကြတာလေတူရစုကြတာပေါ့အဲ့ဒါကိုကျမကိုဘလို့လီဆယ်ပြီးတော့ပြောလဲဆိုတော့အလူရှင်ကလည်းကျမတို့စီမှာအဲ့ဒီဝယ်တယ်တဲ့အဲ့ဒီဝယ်တော့ပတ်စံပို့ပြီးတဲ့နောက်ပိုင်းမှာကျမကဟိုဂယုမဆိုင်တော့ဘူးပေါ့အဲ့ဒါကိုအလူရှင်ကသူ့ကိုပြောလို့သူကစိုက်ပေးရတယ်တဲ့ကျမရည်ကျင်တယ်လက်ခုပ်ပဲနော်သူ့လိုမျိုးသူ့အဆောက်ဘယ်လိုပြောမလဲငစိမ့်တဲ့ပါးစားကနော်လီဆယ်ပြောတဲ့စကားကိုဘယ်သူကယုံမှာလဲကျမရဲ့ like ကိုကြည့်တဲ့လူတိုင်းကျမဘာတွေပြောတယ်ဆိုတာအလုံးသိမှာပါနော်ဒီလောက်ပတ်စံလေးနဲ့မသူကစိုက်ပေးရသေးတယ်တဲ့သူ့လိုကစီနဲ့ကော်တရာအလူငွေတော့မ300နော်300တော့နမမှတ်ချင်ဘူးအဲ့ဒါကိုသူကစိုက်ပေးရတယ်ဆိုတော့ရည်ချင်တာပေါ့အဲ့လိုမျိုးလီဆယ်ပြောနေတဲ့ဒီသက်အုပ်စုတွေဒါကြောင့်မို့လဲသူတို့အားကိုယုံကြည်တဲ့စေဦးချီထုတ်နဂါကြရှုံးတာနော်နဂါကြရှုံးတာအခုအလင်းဝင်တဲ့အထဲမှာလဲနဂါတို့အုပ်စုတွေပါမှာပေါ့ပြီးတော့အခုမင်းအွန်လိုင်းကြီးညာတဲ့အထဲမှာတချို့1% လောက်ပဲနော်မင်းအွန်လိုင်းမှာအလင်းဝင်ခြင်းအလင်းမှာဟုတ်အမောင်ဝင်တာနော်မင်းအွန်လိုင်းမှာဝင်တယ်ဆိုအမောင်ပဲဘာဖြစ်လို့ဆိုတော့မင်းအွန်လိုင်းကဂတိမတီးဘူးအခုသူတို့ရဲ့စစ်ဦးချီထုတ်နဂါတော့မစစ်ကြောရင်းမှာဂန့်နေပြီလားမသိဘူးနော်ဒါကြောင့်မလို့နော်ဒီအကောင့်နဲ့ဆက်လိုက်အောင်မယ်ဝမ်းဆက်ပေးပါဦးဒါကြောင့်မလို့အလူငွေဒါကြောင့်မို့ကျမအကောက်ကိုထုတာသူတို့အုပ်စုတွေပဲနော်ပြီးတော့ကျမနဲ့အရန်ရင်းနှီးတဲ့မိတ်ဆွေတယောက်သူကပြောတယ်သူရဲ့ပေကဖေးချီနော် follower ဖေးချီပေကိုကျမကိုဟိုဗလဲအရင်တော့ကပေးငားခဲ့တာပေါ့နော်တခါလာမသိဘူးကျမတခါပဲအသုံးပြုခဲ့ဘူးတယ်နောက်ပိုင်းကျမသူနဲ့ကျမနဲ့အဲ့လို तू ကသက်အုပ်စုပဲပါသွားတော့ကျမလုံးဝကိုနော်သူ့ဖိတ်ကိုလက်တော့မကြည့်တော့ဘူးအဲ့ဒါကိုသိချီသိချီရှိတဲ့ follower ကိုကျမကသူ့ရဲ့ဖိတ်ကိုခိုးယူပါတယ်ဆိုပြီးတော့နော်လီဆယ်လိန်ညာလောက်ကျင်တော့ကြင်ညာတယ်မအားလာခြင်းလို့ပဲသူကမအားလာလောက်ရတဲ့အတူတူပဲနော်အဲ့ဒါကိုကျမကိုကြည့်တဲ့ပရိသတ်တွေကျမ Facebook တွေအကောင့်တွေပြက်ခံထိတဲ့အတော့မှအကောင့်မှာတော့မ follower ကသိမရှိဘူးဖောင်းချီလောက်ပဲရှိတယ်သိမရှိဘူးအဲကြောင့်မို့ကျမကိုကြည့်ရှုနေတဲ့ပရိသတ်တွေအသိဆုံးပဲနော်အဲ့ဒါအခုဝမ်းရှက်ပေးပါဦးခဏလေးဒါကြောင့်မို့ကျမအကောင့်ကဟိုဘယ်လိုပြောမလဲခဏထုခံထိတယ်အကောက်ပြက်တယ်အရင်တော့ဆိုရင်တော့ကျမတို့အကောက်ပြက်လို့ဆိုရင်ဟိုဗာလဲသတိပေးတယ်အခုကလောကသတိမပေးတော့ဘူးเนาะအပီးကိုဖျက်ပလိုက်တာအဲ့လောက်ထိအောက်တန်ကြတာเนาะအဲ့နာလေးဝိုင်းဆက်ပေးပါဦးနော်ယူကမတက်ဘူးနော်အဲ့ဒါကြောင့်မလို့အခုနောက်ကျမဟိုစားအရင်ကျင်ညာဝင်လာအောင်မယ်နော်အခုကျမတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအထူးသဖြင့် local PDF တွေတဖြည်းဖြည်းနဲ့ပူပေါင်းလာပြီး NUG MOD အောက်ပကဖအနေနဲ့ဝင်လာပြီးဘာဖြစ်ဆိုတော့ကျမတို့ဒီຫນွေဦးတောင်းနိုင်ရေးမှာမအားလာကိုတန်ရေးတမန်ရေးပဲဖြစ်နော်ဟိုတန်ရေးတမန်ရေးမှာအလဲထိုးနိုင်တာကျမတို့ NUG အဖွဲ့စီပဲရှိတယ်ဒါကြောင့်မို့ NUG မရှိလို့မဖြစ်ဘူးအခု local PDF တွေထောင်ချီပြီးတော့ကျမတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုဝင်လာတယ်အားရစရာဝန်ပါစရာပါကျမတို့ပြည်သူတွေလိုချင်တာအဲ့ဒါပဲဒါကြောင့်မို့ကျမတို့ထောက်ပို့တွေလဲ PRF အထူးသဖြင့် NUG MOD အောက်ကိုဓာတ်ရိုက်ထောက်ပို့မှပဲနော်ဖြစ်တော့မင်းဒါကြောင့်မို့ကျမခေါင်းစဉ်တက်ထားတယ်နော်
တော်လန်ရေးရန်ပုံငွေဘာကြောင့်ငွေကောင်းကွဲသလဲအဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးတော့ဒီညချပြမယ်နော်မင်္ဂလာပါအခုသူတို့စိတ်ဓာတ်စစ်စင်ရေးနဲ့နော်ပြည်သူတွေကိုဂျင်းထဲတယ်နောက်ပြီးတော့ဒီ MDA TLA ကိစ္စနဲ့ပတ်သက်ပြီးတော့လဲသူတို့နှီးမျိုးစုံနဲ့ဂျင်းထဲတာပေါ့နော်တကယ်စစ်မြေပြင်မှာကျမတို့လုံးဝမရှုံးပါဘူးပြည်သူဘလို့ပဲဟိုသူတို့မြို့ကြီးတွေကိုသူတို့သိမ်းနေပါစေအနုကြီးဥဆောင်တဲ့နော်ဒီ TLA MDA သစ္စာဖောက်မှုကြောင့်အနုကြီးပိုင်တဲ့နယ်မြေတချို့ကိုပြန်ပေးလိုက်ရပြီမဲ့လေနော်ကျမတို့တော်လှန်ရေးကနောက်မဆုတ်သွားဘူးနော်တချို့ဆိုအနဲ့ချင်းပါပဲအဲ့ဆက်ပေးပါဦးနော်ကဲပထမသတင်းကောင်းကိုအရင်ပြောမယ်နော်အဲ့ဒါပထမဦးဆုံးအခုဘာလဲတခုဒီတော့ကိုကဲမှုအောက်မှာအောင်ပွဲစီတို့မဒရာမျိုးမှန်တပ်ဖွဲ့ပြည်သူ့ကာကွယ်ရေးတပ်တော် PDF အတွင်းတရဝင်ဘူးပေါင်းပြီးပြည်သူတို့မအားလာကဘာလဲရခိုင်ဒေသအားလုံးကပေါ့နော် PDF အယောက်900ကျော်အလင်းဝင်နေဆိုတော့နော်တိုက်ရင်ဘယ်နှဖွဲ့စာလောက်ရှိလဲတိုက်ရင်အဖွဲ့20စာလောက်ရှိတယ်အဲ့ဒါသူကအဖွဲ900 PDF အလင်းဝင်တယ်လို့ဂျင်းထဲတဲ့အချိန်မှာဥယျာဉ်မုံကတကွက်ပြလိုက်တယ်ဒီညကြည့်လို့ရလားဟုတ်ကဲ့ပါအဲ့လေမင်္ဂလာပါနော်အခုကြည့်စောက်ကောင်မအလင်းဝင်တယ်ဆိုအလင်းဝင်တယ်လို့ဂျင်းထဲနေချိန်ဥယျာဉ်မုံကတကွက်ပြလိုက်ပြန်ပြီအင်အားထောင်ချီရှိတဲ့တိုက်ရင်တွေထုတ်ပြလာတယ်ကဲအဲ့ဒီတိုက်ရင်ကဘယ်တိုက်ရင်လဲဆိုတော့တခုဒီတော့ကိုကဲမှုအောက်မှာအောင်ပွဲစီတို့မတရာမျိုးမှန်တပ်ဖွဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အတွင်းတရဝင်ပူးပေါင်းပြီးပြည်သူတို့တော်လန်ရဲ့အစိတ်အဟောကတနေ့ထက်တနေ့ပိုမိုအားကောင်းလာနေပါပြီနော်မန္တလေးတိုင်းမန္တရာဒေသမှာအခြေစိုက်ပြီးစစ်အာဏာရှင်ကိုရဲဝုန်းတော်လန်နေတဲ့မတရာမျိုးမှန်တပ်ဖွဲ့ဟာအခုခါမှာတော့အန်နူဂျီကာကွယ်ရေးဝန်ကြီးဌာနရဲ့တခုဒီတော့ကိုကဲမှုရန်တရားအောက်ကိုတရဝင်ရောက်လိုက်ပြီဖြစ်ပါတယ်အထွေထိုးစစ်ကိုဆင်နွှဲဖို့စုစည်းညီညွတ်အားထုတ်မှုတွေကအောင်ပွဲကိုပုံမနီးကပ်စိမှာဖြစ်ပါတယ်အသေးချပဲဒါကြောင့်မို့ကျွန်တော်တို့ပေါင်းစည်းရတော့မယ်စုစည်းရတော့မယ်အခုအောက်ခြေက PDF တွေပူးပေါင်းသလိုကျမတို့ထောက်ပို့တွေကလည်းတစုတစည်းတည်းသွားရမယ်ဒါကြောင့်မို့ကျမဗလဲကြည်ညာမယ်နော်ကျမတို့ရဲ့ပြည်သူအမလူမှုကူညီရေးအဖွဲ့ကလာမဲ့အခု3လပိုင်းကောပေါ့နော်စစ်စီတော့လာမဲ့4လပိုင်းမှာကျမတို့ PRX ကိုနော် PRX ကိုထောက်ပို့ဖို့အတွက်ကျမတို့အမှုဆောင်အဖွဲ့တွေတိုင်ပင်ပြီးတော့နော်လာမဲ့4လပိုင်းမှာ PRX အနေနဲ့ကျမတို့ဓာတ်ရိုက်ထောက်ပို့ဖို့ဆွေးနွေးထားပြီးွားပြီနော်ဆွေးနွေးထားပြီးွားပြီအဲ့ဒါကြောင့်မို့ကျမတို့ပြည်သူအမှန်လူမှုကူညီရေးအဖွဲ့ကိုထည့်ဝင်တဲ့လစင်ကြီးနော်အသင်းသားတွေအတွက်ကတော့ဗာလဲဒီလိုမျိုးကတ်ပြမယ်နော်ခဏလေးဒီမှာနာမည်တွေကျမတို့ရောက်တိုင်းကျမတို့စီမှာအဖွဲ့သမားတွေနော်အဖွဲ့ဝင်သမားတွေအရောက်တိုင်းနာမည်ကိုစီနဲ့ဒီလိုမျိုးကတ်ရမယ်နော်ဒီလိုမျိုးကဒါအန်နူဂျီကနော် PRX ကဒီလိုမျိုးအကဥပမာပေါ့နော်ဒါကိုပိုင်အမဘလောက်ပြီးတော့ထောက်ဖို့သီလနော်အဲ့ဒီကကိုနှစ်ခုရတာပေါ့နော်ဒီကရဲ့နော်ဒီကခဏဒီမှာပြလိုက်မယ်ဒီလိုမျိုးကပေါ့ဒါပြည်သူအမှန် PPT လူမှုကွန်ရက်အဖွဲ့ဒါမတ်လထောက်ပံ့လိုက်တဲ့ဟာပေါ့နော်ဒီကကိုရမယ်နောက်တစ်ခုကြတော့နားလေးနောက်တစ်ခုကြတော့ဒီကရမယ်ဒီတို့သေချာနားထောင်မယ်နော်အမကြည့်ဒီနှစ်ခုရမှာပေါ့တော့ဒါကိုကျမတို့အဖွဲ့သားတွေ
လာစင်တိုင်းဒီကဥပမာဒီလာမတ်လာဆိုရင်မတ်လာပေါ့ AB လာဆို AB လာပေါ့နော်လာတိုင်းဒီထောက်ပို့ကတ်ကိုရမယ်ဗလဲထောက်ပန့်တဲ့လာပေါ့အဲ့ဒါကြောင့်မို့ကျမတို့ဒီကလည်းရသလိုကျမတို့ပြည်သူအာမန်လူမှုကွန်ရေးအဖွဲ့ရဲ့မှတ်တမ်းလည်းရမယ်နော်အဲ့ဒါကိုကျမတို့ကလာမဲ့၄လပိုင်းကြာလို့ဆိုရင်ကျမတို့ PRF ကိုနော်ထောက်ပို့ဖို့ကျမတို့ဆုံးဖြတ်လိုက်ပြီဒါကြောင့်မလို့ဘာဖြစ်လို့ဆိုကျမတို့အခုတော်လန်ရေးတပ်ဖွဲ့တွေအောက်ခြေကတပ်ဖွဲ့တွေစုစည်းတယ်လို့ကျမတို့ပြည်သူတွေကထောက်ပို့တွေကလည်းစုစည်းရမယ်ဥပမာပင်စီကိုအရောက်ကျမတို့ပို့ရမယ်ပြောမှဆိုရင်အခုဖြစ်တတ်တဲ့ကျမတို့အခုလိုမျိုးအခုကျမတို့ပို့တာကလည်း NUG MOD ကာကွယ်ရေးအောက်ကပို့တယ်ဆိုပေမဲ့လည်းအောက်ခြေကိုကျမတို့ပို့တယ်နော်အောက်ခြေကိုပို့တယ်ဖြစ်တဲ့အတွက်ဒါသဘောတရားအရာပေါ့နော်တချို့တော့တိုက်ရင်တွေကအခုဆိုရင်နော်ထွက်သွားတဲ့တိုက်ရင်တွေရှိတယ်အလူကြီးအောက်ကနေထွက်သွားတဲ့တိုက်ရင်တွေရှိတယ်ကျမတို့ကသီးသန့်ထောက်ပြောမှဆိုရင်ဒါသီးသန့်အလူကြီးအောက်ကနေတိုက်ရိုက်မသွားဘဲနဲ့ PRR ကနေတိုက်ရိုက်မသွားဘဲနဲ့ကျမတို့ကဗလဲအောက်ခြေကိုတိုက်ရိုက်သွားတဲ့အတွက်နော် MOD အောက်ရောက်သွားတယ်မှန်တယ်ဒါပေမဲ့ဒီပတ်စံဒီငွေတွေကတချို့ကြတော့ဗလဲ MOD အောက်ကထွက်သွားလို့ရှိရင်ကျမတို့ပြည်သူတွေထောက်ပံ့ရတဲ့နော်ငွေကြေးတွေကဘယ်လိုပြောမလဲဘာမှမဖြစ်လာဘူးသဲတဲ့ရေသွန်ဖြစ်သွားမယ်တကယ်လို့ကျမတို့က NUG MOD PRF အောက်ကနေသွားမယ်ဆိုရင်နော်သူတို့ကစီးမြင်ဥပဒေနဲ့ရှိတဲ့အတွက်သူတို့ထွက်သွားရင်တော့မှသူတို့အပေါ်ကဘာလဲအကြီးကဲတွေကသူတို့ကစစ်ဥပဒေဆိုတော့နော်သူတို့ထက်သွားရင်တော့မှသူတို့ကိုဘာလဲဥပဒေနဲ့အရေးယူလို့ရတယ်အခုကျမတို့ကဓာတ်ရက်ထောက်ပံ့တဲ့အတွက်ကျမတို့တွေကဘာမှအရေးယူလို့မရအောင်သူတို့ MOD အောက်ကနေထွက်သွားပြီးဆိုရင်ကျမတို့အနေနဲ့ဘာမှအရေးယူလို့မရဘူးဘာမှလည်းလုပ်လို့မရဒါဖြစ်တတ်တဲ့သဘောကိုပြောတာပေါ့နော်NUG MOD အောက်ဆိုပေမဲ့နော်ကျမတို့အခု PRF ကိုဓာတ်ရက်ကျမတို့ထောက်ပံ့လိုက်လို့ရှိရင်ဥပမာအဲ့ဒီအောက်ခြေကတက်ရင်လေထွက်သွားပေမဲ့အပေါ်ကအရေးယူလို့ရသလိုနော်အဲ့ဒီငွေတွေကလေတစုတစည်းတဲ့ပဲဒီပင်စီကိုကျမတို့ကပြောမစင်ပင်စီကိုတိုက်ရိုက်ထောက်ပံ့လိုက်တာပေါ့နော်အဲ့ဒီအောက်ခြေကသူတို့သွားလဲဒီငွေတွေကမပလဲသွားဘူးနော်မပလဲသွားဘူးနော်အဲ့ဒါကြောင့်မလို့ကျမတို့လာမဲ့၄လပိုင်းမှာနော်ကျမတို့နာမည်ကိုစီဒီလိုမျိုးဗလဲအားလုံးနော် PRF ဥပမာအယောက်100ကျော်ရှိတယ်အဲ့100ကျော်ရဲ့နာမည်အယောက်တိုင်းနော်အယောက်တိုင်းကိုဒီကလာစင်လာတိုင်းကျမတို့ပို့ပေးမယ်ပြီးတော့ကျမတို့ပြည်သူအာမန် PPG အဖွဲ့ရဲ့မှတ်တမ်းလဲရမယ်သဘောပေါက်ရလားသူနားမလဲလဲမေးလို့ရတယ်နော်စီမင်းဥပဒေအတိုင်းဖြည့်ဆင်းပေးလိုက်မယ်ဟုတ်တယ်နော်အဲ့ဒါကြောင့်မလို့အခုကျမတို့ရဲ့အဖွဲ့သားတွေပြီးတော့ပလိတ်သားတွေပေါ့နော်အမြင်ဘယ်လိုရှိလဲလာမန်းလို့ရပါတယ်နော်ကဲအဲ့ဒါကိုအခုကျမတို့ရဲ့ခေါင်းဗလဲတော်လန်ရဲ့ငွေတွေဘာကြောင့်ခေါင်းကွဲသလဲအဲ့ဒါကိုလည်းဒီညရှင်းပြသွားမယ်နော်လောလောဆယ်တော့သတင်းခေါင်းအရင်ပြောမယ်ကဲမအားလာဘက်ကဘလို့လိန်ညာတယ်လဲဆိုတော့ PDF 900ကျော်ကိစ္စအစိုးရသစ်တက်ခါနီးဝါဒဖြန့်ချီချက်ဟုအကဲဖြတ်များပြောတယ်ဒါဝါဒဖြန့်တာမလဲជីជីပေါ့အလင်းဝင်တဲ့လူတွေထဲမှာအသက်50ကျော်အဖွားကြီးတွေပါတယ်ဆိုတော့စဉ်းစားကြည့်ပေါ့ဒါတွေကမဖြစ်နိုင်ဘူးသူတို့ကကျမပြောမယ်နော်မအားလာကအခုလက်ရှိလုံနေတဲ့မူဝါဒတွေ view ဟာတွေအားလုံးကပြီးခဲ့တဲ့နေဝင်းသန်းဆွေသိန်းစိန်ခင်ညွတ်တို့လှုပ်တဲ့မူဝါဒတွေအတိုင်းပဲနော်မပြောင်းလဲဘူးသူတို့နီး view ဟာကမပြောင်းလဲဘူးဒါကြောင့်မလို့သူတို့ဘာလှုပ်ဒီຫນွေဥတော်နိုင်ရေးမှာကျမတို့ပြည်သူတွေကိုရင်းထဲလို့မရသလိုနော်ဗလဲလက်စားလို့မရတော့ဘူးနော်အခုစစ်ကော်မရှင်လက်အောက်ကိုခိုးဝင်လာတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF 900ကျော်ကိုမန္တလေးမြို့မှာမိဘတွေစီပြန်အပ်လိုက်တယ်လို့ထုတ်ပြန်တာဟာနိုင်ငံရေးအရာအမျှထုတ်တာဖြစ်တယ်လို့တံပြန်ဝါဒဖြန့်တာလို့နိုင်ငံရေးအကဲခတ်သူကပြောပါတယ်
PDF ပါဝင်လက်နက်ကင်အဖွဲ့အသီးသီးကလူတွေပြန်လာဖို့စစ်ကော်မရှင်ကဖိတ်ခေါ်တဲ့နောက်ပိုင်းပြန်လာတဲ့သူတွေဖြစ်လာမယ်လို့ဆိုပါတယ်အမှန်မှာတော့ငကားတို့လူနော်ငကားတို့လူအဆိုရှိတော့ရှိမယ်အနေအချင်းမှာပဲ100 ခန့်လောက်ပဲရှိမယ်နော်အဲ့ဒီပြန်လာတဲ့လူတွေအလင်းဝင်တဲ့လူတွေကလည်းသွားစရာနေရာမရှိတော့လို့နော်လှုပ်ရှားလို့မရတော့လို့အဲ့ဒီအုပ်စုတွေပါပဲကျမပြောသလိုပဲခုနတော်လန်ရေးအစစ်အမှန်သမားစစ်တွေဆိုရင်အခုကျမတို့လို့ပြပမှနေတယ်အလောက်တစ်ဖက်နဲ့အလောက်ရှိတယ်တော်လန်ရေးမလုံနဲ့အေးစိမ့်နေလို့ရတာပဲနော်ပြောပြတာသဘောအနေနဲ့ပြောပြတာဒါပေမဲ့ကျမတို့ကတာဝန်သိပြည်သူတယောက်ဖြစ်တာအတွက်ရကောက်ရုံမီမဟုတ်ဘူးเนาะတော်လန်ရေးကိုတဆိုင်မလုံနေတဲ့သူဖြစ်တဲ့အတွက်ဒီတော်လန်ရေးကိုသွေးဖီဖို့ကျမတို့မှာစိတ်ကူးမရှိဘူးဒီတော်လန်ရေးကိုနောက်ဆုတ်ဖို့ကျမတို့စိတ်ကူးမရှိဘူးတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့တော်လန်ရေးအစိုးပန်းတိเนาะအစိုးခန်းတိုင်ထိကျမတို့သွားဖို့ပဲဥတီတယ်ဒါကြောင့်မလို့ကျမတို့ဒီလိုမျိုးအချင်းနေအောင်ကျမတို့မနောက်ဆုတ်နိုင်သေးရင်မြေပြင်မှာရဲဘော်တွေပြည်သူတွေနော်တချို့အိမ်တွေမရှိတော့ဘူးတချို့ပြန်စရာနေရာမရှိတော့ဘူးတချို့မြေတွေမရှိတော့ဘူးတချို့ပြန်လို့မရဘူးအဲ့လူတွေဆိုရင်ပိုမစိုးဘူးလားဒါကြောင့်မို့သူတို့တွေကကျမတို့တွေထက်ပိုပြီးတော့စိတ်ဓာတ်ထက်ပန်တယ်ကျမတို့တွေထက်ပိုပြီးတော့သူတို့ကနော်စိတ်ဓာတ်တက်ကြွသေးတယ်ဒါကြောင့်မို့နောက်ဆုတ်ဖို့ဆိုတဲ့ကျမတို့တော်လန်ရေးရှုံးဖို့ဆိုတာဘယ်တော့မှမဖြစ်လာနိုင်ဘူးနော်ရှစ်တော့ဖို့ပဲရှိတယ်ဒါကြောင့်မလို့သူတို့ပြောတဲ့ PDF အစစ်တွေလည်းမဟုတ်ပါဘူးအနားယူသွားတဲ့ PDF ကိုက10ခန်းနန်းပဲရှိတယ်ဒီဟာကိုမှသူတို့ဟာအိတ်ကိုလိုက်ဖမ်းတော်တွေမှာနေပြီးအနားယူသွားတဲ့သူတွေကိုလိုက်ဖမ်းပြီးပုံမားရိုက်တာပြောချင်တာကတော့ကျွန်တော်တို့ PDF တွေကိုတော်လန်ရေးမလုပ်အောင်တော်လန်ရေးပြည်သူတွေကိုကြတော့မထောက်ပံ့အောင်သူတို့ကနီးမျိုးစုံနဲ့ဆွဲဆောင်တာပဲကျွန်မပြောမယ်နော်မင်းအွန်လိုင်းစီကိုအလင်းဝင်သွားတဲ့ PDF တွေကောင်းစားသွားတာဘယ်နှကောင်ရှိသလဲဥပမာမင်းအွန်လိုင်းစီမှာအလင်းဝင်သွားတယ်မင်းအွန်လိုင်းကသူတို့ကိုစုချတယ်ဘွဲပေးတယ်နော်သူရဘွဲပေးတယ်စုချတယ်ဆိုတာဘယ်နှကောင်ရှိသလဲအလင်းဝင်သွားတဲ့ PDF တွေတောင်မှနော်ဗလဲအသေးဆိုးနဲ့သေရတာကြီးပဲဒါကြောင့်မို့မင်းအွန်လိုင်းလို့ဂတိမင်းအွန်လိုင်းကဂတိတီးတဲ့လူမဟုတ်တဲ့အတွက်သူ့လူအချင်းချင်းတောင်သူပြန်ပြီးတော့ဖတ်နိုင်သေးတာသူပြန်ပြီးတော့ရဲဆက်နော်ဖတ်ဖြတ်နိုင်သေးတာ PDF လို့သူ့ကိုတစ်ချိန်တော့ကတိုက်ခိုက်ပြီးတော့ပုံကန်နေတဲ့လူသူဒီလိုမျိုးရုပ်ပြက်ဆင်းပြက်ဖြစ်သွားရတာဒီ PDF တွေကြောင့်ဒါကြောင့်မို့ဒီ PDF တွေအလေးပြန်ဝင်သွားတာသူ့ကိုเนาะအဲ့ဒီ PDF တွေကိုနေရာပေးမယ်လို့ထင်သလားပြည်သူတို့เนาะဘယ်တော့မှနေရာမပေးဘူးအဲ့ဒါကြောင့်မလို့သူတို့ကစိုက်ဝါးနီးနဲ့ဘယ်လိုပြောပြည်သူတွေကိုဂျင်းထဲတာဒါလည်းပြည်သူတွေသိကုန်ပြီเนาะဒါကိုစစ်တပ်ရဲ့တံပြန်ဝါဒဖြန့်ချီချက်ဖြစ်တယ်လို့ပြည်သူ့ဘက်တော်သား CDM တွေကပြောပါတယ်เนาะအခုတော်လန်ရေးရဲ့အရှိန်အဟုန်ကတစ်နေ့ထက်တစ်နေ့ပိုမိုအားကောင်းလာနေပြီဖြစ်တယ်ကဲအခုသူတို့ကျင်ညာတယ်ဒါမှသူတို့ဂျင်းတဲ့เนาะ PDF တွေအယောက်900ကျော်အလေးဝင်တယ်သူတို့ကျင်ညာတဲ့အချိန်မှာကျမတို့ပြည်သူကာကွယ်ရေးတပ်မတော်เนาะကာကွယ်ရေးဦးစီးချုပ်နော်ဝန်ကြီးဦးရီမွန်ကတကွဲပြလိုက်တယ်အခုမန္တလေးတိုင်းမန္တရာဒေသမှာအခြေစိုက်ပြီးတော့စစ်အာဏာရှင်ကိုရဲဝုန်းတော်လန်နေတဲ့မန္တရာမျိုးမှန်တပ်ဖွဲ့ဟာအခုခါမှာတော့နုကြီးကာကွယ်ရေးဝန်ကြီးဌာနရဲ့တခုဒီတော့ကိုကဲမှုရန်တရားအောက်ကိုတရားဝင်ရောက်လိုက်ပြီဖြစ်ပါတယ်ဒါဆိုရင်နော်ကျမတို့တဖြည်းဖြည်းနဲ့စုစည်းနေပြီเนาะပြီးတော့အဲ့ဒီမန္တရာတပ်ဖွဲ့ကဥယေ1000ကျော်ရှိတယ်ပြီလို့เนาะအခုထီးချိုင်းမှာเนาะအခုဘာလဲမန္တလေးတိုင်းဒေသဘက်မှာထီးချိုင်းဘက်မှာလဲပူးပေါင်းပြီးတော့နုကြီးကကွယ်ရေးဝန်ကြီးရဲ့အောက်မှာ COC တခုဒီရဲ့အောက်မှာเนาะလက်ရှိမှာလဲတိုက်ပွဲဝင်နေတယ်ဝန်တာအားရစရာပါဒီနေ့အတော်ဝန်းပါနေစရာသတင်းမှာမတရားမျိုးမှန်တပ်ဖွဲ့ဟာနီးပြူဟာတပ်အဖြစ်တာဝန်ထမ်းဆောင်ပြီးဖြစ်ပါတယ်နီးပြူဟာဆိုတာတပ်ရင်3ရင်ပေါင်းတာ
တိုက်ရင်3ရင်ပေါင်းတဲ့ view ဟာဖြစ်တဲ့အတွက်နော်စုဖွဲ့ပုံမျိုးဖြစ်ပါတယ်ပြောရမယ်ဆိုရင်ကရင်လိုမျိုးဆိုရင်တက်မဟာပေါ့တက်မဟာတစ်ခုစာလောက်ရှိတယ်အခုကျမတို့ကရင်ပြည်နယ်မှာတက်မဟာ1 2 3 4 5 6ခွန်အခုဒီမတရားမျိုးမှန်တက်ပွဲကတက်ရင်3ရင်ပေါင်းပြီးတော့ပူပေါင်းလိုက်တဲ့စုဖွဲ့မှုပုံမျိုးဖြစ်တယ်အဲ့ဒါကိုတက်မဟာလို့သုံးနှုန်းလို့ရတယ် PDF မှာတက်မဟာအသုံးနှုန်းမရှိပဲနီးဗျူဟာအသုံးနှုန်းသာရှိပါတယ်ထင်ရှားတာကအေယာဝတီအမတ်29ဗျူဟာဖြစ်ပါတယ်အဲ့ဒီအေယာဝတီအမတ်29နီးဗျူဟာကအင်အားထောင်ကနန်းရှိတယ်ပြီတို့တွေ့လားဥယျာဉ်မူကတကွက်ပြလိုက်ပြီဒါကြောင့်မို့အခုကျမတို့ဗလဲသိနေတဲ့သက်တင်းတွေစစ်တိုက်တဲ့သက်တင်းတွေသိမကြားရဘူးဆိုပြီးတော့နော်သူတို့ဂျင်းထဲမှာမနစ်မျောသွားနေပြီတို့အဲ့လိုမကြားရလေပို့ပြီးတော့သူတို့ရဲ့ဗလဲသတင်းပေါက်ကြားမှုကပို့ပြီးတော့ကာကွယ်လိပဲပြောရမယ်ဆိုရင်နော်သတင်းပေါက်ကြားမှုကိုကာကွယ်ဘယ်လိုပြောရလဲသတင်းဒီလိုမျိုးပေါ့နော်သတင်းပေါက်ကြားလို့ဆိုရင်ပူးသတ်ဒလန်ဒီအတွက်ကတော့အခွင့်အရေးရပြီးတော့နော်ကျမတို့တော်လှန်ရေးအတွက်မကောင်းဘူးပေါ့အခုလိုမျိုးတိုးတက်သိနဲ့သွားတာအကောင်းဆုံးပဲဒါကြောင့်မို့အဲ့လိုမျိုးသတင်းမကြားရလို့ဗလဲတော်လှန်ရေးကကြဆုံးပြီလားဘာညာပေါ့နော်အခုလိုမျိုးဂျင်းနဲ့တပြန်နဲ့သူတို့ကထဲလိုက်တာဖြစ်တယ်အဲ့ဒါကိုကျမတို့ပြည်သူတွေနားလဲသဘောပေါက်ဖို့လိုတယ်မတရားမျိုးမှန်တပ်ဖွဲ့ကရှမ်းမန်းစစ်စင်ရေးမှာပါဝင်တိုက်ခိုက်ခဲ့ပြီးသို့သိတဲ့တပ်ဖွဲ့ဖြစ်တယ်ကိုကဲမှုအစစ်စင်ရှိတာမို့တော်ယုံတန်ယုံသတင်းမထုတ်ပြန်တယ်လို့မီဒီယာဖြေကြားမှုလဲသိမလုပ်ပါဘူးဒီမတရားတပ်ဖွဲ့ကနော်သိပြီးတော့နာမည်မကြီးဘူးပြီးတော့နာမည်ဘာကြောင့်မကြီးကြလဲသူတို့ကမီဒီယာပေါ်မှာလဲသူတို့ကကြောဝါတာတွေမရှိဘူးသူသိနေတတ်တဲ့တိုက်ရင်တပ်ဖွဲ့ဖြစ်တယ်ဒါကြောင့်မို့လဲနော်အခုလိုမျိုးပြည်သူတွေ surprise ဖြစ်အောင်ပြည်သူတွေအံ့ဩအောင်သူတို့ကနော် NUG MOD ကာကွယ်ရေးအောက်ကိုနော်ဝင်လိုက်တာဖြစ်တယ်တော်လန်ရေးတဲ့မထုတ်ပြန်သူတို့မီဒီယာမြေဖြေကြားမှုလည်းသိမလုပ်ပါဘူးစစ်စင်ရေးအတွေ့အကြုံကြီးမားတဲ့တပ်ဖြစ်ပြီးလေကျင်းစုဖွဲ့တီဆောက်မှုလည်းအားကောင်းတဲ့တပ်အဖြစ်သိရကြားရပါတယ်ပြည်သူတို့တွေ့လားအားရစရာသတင်းတွေနော်အခုအဲ့ဒီတက်ကအမျိုးသားညွန့်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDA ရဲ့နီးဗျူဟာတဲ့တပ်တစ်ခုအဖြစ်ကုကဲမှုခံယူတာဖြစ်တယ်ဒါကြောင့်မို့အားရတယ်နောက်ဆိုဒီထက်ပို့ပြီးတော့ရောက်လာအောင်မှာအထူးအဖြစ်ကျမတို့ပြောနေတာတွေက local PDF တွေက COC တခုဒီအောက်မှာစုစည်းရတော့မယ်ဒါဆိုရင်အခုပြောမှစင်တူရစုနေကြပြီနော်ဗလဲပြားကတော့ပြားစုမယ်ရင်ကောင်ကတော့ရင်ကောင်စုကြမယ်အဲ့လိုမျိုးတူရစုကြမှာပေါ့အခုမင်းအွန်လိုင်းဘက်ကိုဝင်သွားတဲ့နော် PDF အတုရောင်တွေကအဲ့ဒီလူတွေကသာပေါင်းညာစားသူတို့အခြေအနေမဟန်တော့လို့မင်းအွန်လိုင်းဘက်ကိုကူးပြောင်းသွားတာပဲစီတော်လိုင်းရဲ့အစစ်မှန်မဟုတ်ဘူးအစစ်မှန်နဲ့အတုရောင်ဆိုတာအခုကတဖြည်းဖြည်းနဲ့ကွဲပြားလာပြီပြည်သူတို့ဖားလားငားလားကွဲပြားလာပြီဒါကြောင့်မလို့ကျမတို့နော်လူလိတ်ဖိတ်တွေဘာကြောင့်ပေါ်လာရသလဲတော်လန်ရေးရန်ပုံငွေဘာကြောင့်ငွေကောင်းကွဲသလဲအဲ့ဒါကိုသိချာနားထောင်ပါနော်တိုင်းပြည်ဘာကြောင့်ပြိုကွဲနိုင်သလဲနော်အဓိကတော့တော်လန်ရေးရန်ပုံငွေဘာကြောင့်ငွေကောင်းကွဲသလဲအဲ့အချက်ကိုကျွန်မအဓိကဖြည့်ရှင်းချင်တယ်ကျွန်မတို့9နှစ်သက်တမ်းတော်လန်ရေး9နှစ်သက်တမ်းရှိသွားပြီနော်ကျွန်မတို့ဘာကြောင့်စုစည်းမှုမရှိရတာလဲတော်လန်ရေးအစပိုင်းကနေအခုချိန်ထိကျွန်မတို့ပြည်သူတွေပြန်စဉ်းစားကြည့်ပြန်တွေးကြည့်ပါထောက်ဖို့တွေပြီးတော့တော်လန်ရေးတပ်သားတွေအောက်ခြေတော်လန်ရေးတပ်သားတွေပြောမယ်ဆိုကျွန်မတို့စုစည်းမှုမရှိဘူးသူအသိသူထောက်ပံ့ငါအသိငါထောက်ပံ့သူတလူငါသမင်းသူတစ်ဖွဲ့ငါတစ်ဖွဲ့နဲ့အဲ့ဒီလိုမျိုးနော်ကျွန်မတို့တော်လန်ရေးရန်ပုံငွေတွေခေါင်းကွဲနေလို့စုစည်းမှုမရှိတဲ့အပြင်ဒီကြားထဲမှာလှုပ်ရှားနေတဲ့
နော်တော်လန်ရေးအချောင်သမားတွေအတွက်အခွင့်အရေးရသွားတယ်ကျမတို့အလူငွေတွေအများအပြားရှုံးသွားရတယ်ဒါကြောင့်မို့တော်လန်ရေးကြံ့ကြာနေတာဖြစ်တယ်နော်ကဲအခုဆိုရင်စင်းရဲချွတ်တဲ့ဥပမာသူကဥပမာနဲ့နိုင်ပြတယ်စင်းရဲချွတ်တဲ့မိသားစုလေးတစ်ခုကိုမြင်လို့ကူညီချင်တယ်ဆိုကြပါစို့နော်ဆယ်ကျော်သက်အရွယ်သုံးဖြုတ်တက်ဆလူငယ်လေးရဲ့လက်ထဲကိုငွေ1000ထည့်ပေးလိုက်တာသူ့ရဲ့မိဘတွေကိုငွေ3000လောက်ကူညီလိုက်တာဟာထိရောက်အကျိုးရှိတာချင်းမတူပါဘူးနော်ဘာဖြစ်လို့လဲဆိုတော့စဉ်းစားကြည့်ပါပြီတို့စင်းရဲမွဲတေတဲ့မိသားတစုမှာသူ့ရဲ့သားကပြောစင်သူ့ရဲ့သားကသုံးဖြုတ်တဲ့လူပေါ့နော်သူ့ရဲ့သားကိုငွေ1000ကူညီပေးလိုက်တာနဲ့သူ့မိသားစုသူ့ရဲ့အဖေအမေကို3000ကူညီပေးလိုက်တာနဲ့အကျိုးကျေးဇူးကမတူဘူးเนาะဘယ်လိုမတူတာလဲဆိုတော့မိဘတွေကိုပေးလိုက်တဲ့ငွေ3000ဟာချင်းပေါင်ရွက်ခရမ်းကျင်သီးကျက်ဥစသဖြင့်တမိသားစုလုံးစားဖို့ဝယ်ချမ်းလို့ရနိုင်တယ်အခုအဲ့လိုမျိုးကျမတို့ NUG MOD အောက်ကနေအခု PR အောက်ကနေကျမတို့ဓာတ်ရိုက်သွားမယ်ဆိုရင် NUG MOD ကနော်နီလန်းမမှန်နဲ့ဥပဒေအောက်ကမှာဥပဒေပြန်နီလန်းမမှန်နဲ့သူကဝေဖန်မဟုတ်ပါလဲပိုင်းချပြီးတော့နော်ဥပမာပေါ့ခုနတော့ဗာလဲမိသားစုတစုမှာပေါ့နော်ဟိုဟာဝယ်မယ်ဒီဟာဝယ်မယ်ပြီးရင်တမိသားစုလုံးနော်စားရဖို့အတွက်လူပေးလိုက်တဲ့3000ကနော်အကောလုံးတမိသားစုလုံးစားရတယ်အဲ့ဒီသူ့ခလေးကိုပေးလိုက်တဲ့1000ကသူ့ခလေးပဲရတယ်တမိသားစုလုံးမစားရဘူးအဲ့ဒီလိုပုံစံနဲ့အဲ့လိုပုံစံမျိုးပဲအခုကျမတို့နော်သီးခြားထောက်ပို့တယ်NUGC ကိုဓာတ်ရိုက်မရဘူးเนาะသီးခြားထောက်ပို့တယ်ဒါပေမဲ့အဲ့ဒီသီးခြားထောက်ပို့တဲ့အောက်ခြေကိုပဲရောက်သွားတယ်အဲ့ဒီအောက်ခြေစီမှာပဲရောက်သွားတယ်ဒါပေမဲ့ကျမတို့အဲ့လိုမျိုးအများစုကအဲ့လိုအောက်ခြေကိုပဲเนาะထောက်ပတ်လိုက်တယ်ဆိုရင်အထက်ကလူကဘာမှစီမံခန့်ခွဲလို့မရဘူးကျမတို့ပင်စီဖြစ်တဲ့ NUG MOD ကိုဓာတ်ရိုက်ထောက်ပို့လို့ရှိရင်သူတို့ကစီမံခန့်ခွဲပြီးတော့တမိသားစုလုံးစားလို့ရအောင်သူတို့စီမံခန့်ခွဲနိုင်တယ်ဒီလိုပဲNUGဆိုတဲ့ပင်စီပင်မကိုကျမတို့ထောက်ပံ့လိုက်လို့ရှိရင်တနိုင်ငံလုံးအတွက်နော်စီမံခန့်ခွဲနိုင်တယ်ဒါကြောင့်မို့ကျမတို့တော်လန်ရေးအလူငွေတွေဘာကြောင့်ကွဲရတယ်လဲခေါင်းကွဲရတယ်လဲဘာကြောင့်မို့စုစည်းမှုမရှိတာလဲနော်ကျမတို့9နှစ်ဆိုတဲ့အတွေ့အကြုံကိုရခဲ့ပြီဒီဗာလဲတော်လန်ရေးခေါင်းကွဲရလို့အခု NUG ရဲ့ဘဟိုကစီမံခန့်ခွဲလို့မရဘူးစဉ်းစားကြည့်လေနော်ဆယ်လီကြီးတွေအလူခံလို့ရတဲ့ငွေတွေကသိန်းပေါင်းထောင်ပေါင်းများစွာရတဲ့ငွေတွေအဲ့ဒီတော်လန်ရေးအောက်ခြေကိုရောက်သွားတယ်တချို့တကယ်လောက်တဲ့လူတော့မလောက်တဲ့လူလက်ထဲရောက်သွားလို့ရှိရင်နော်အကျိုးကျေးဇူးဘယ်လိုပြောမလဲဘာမှပြောမဆိုရင်ပင်စီကိုလူတာနဲ့အဲ့ဒီအောက်ခြေကိုလူတာနဲ့တန်မိုးချင်းတန်မိုးမဟုတ်ဘူးဗာလဲကိုညီထိရောက်တာချင်းကြွာချတယ်နော်ဒါကြောင့်မို့ကျမတို့NUGပင်စီကိုကျမတို့ကထောက်ပံ့ဖို့လိုအပ်တယ်နော်20ရက်ဒီနေ့ဟုတ်တယ်ဒီနေ့20ရက်ဖြစ်သွားပြီလားမဟုတ်အေးဟုတ်တယ် sorry ကျမလည်းအုံတော့မကောင်းတော့နော်ကဲအဲ့လိုမျိုးခလေးကိုပေးလိုက်တဲ့ငွေ1000ကတော့အဆင်မပြေရင်ခလေးကိုဖျက်ဆီးသလိုဖြစ်သွားနိုင်တယ်နော်အဲ့ဒါကိုဥပမာပုံစံပေးပြီးတော့နော်ပြောရတယ်အဲ့ဒါကျမတို့ပြည်သူတွေစဉ်းစားတတ်မှာပါမြေပြင်ဖွဲ့တွေကိုဓာတ်ရိုက်ကူချင်ကြတဲ့အတွက်လူလိမ်ဖိတ်တွေများစွာအခွင့်အရေးရကြတယ်ဟုတ်တယ် PRF ကိုဓာတ်ရိုက်မလူလို့ဆယ်လီရဲ့လောက်စားခံနေကြတယ်ဟုတ်တယ်လေနော်ကျမတို့တွေ့ခဲ့ပြီးပြီကျမတို့ကြုံခဲ့ပြီးပြီဒါကြောင့်မို့အခုချိန်ကစပြီးတော့ကျမတို့ PRF ကိုဓာတ်ရိုက်ပို့တော့မယ်နော်အဲ့ဒါကြောင့်မို့ကျမတို့ပြည်သူအမှလူမှုကွန်ရက်အဖွဲ့ကတော့တယောက်ချင်းစီရဲ့ဒီလိုနော် PRF ရဲ့ကတ်တွေတယောက်ချင်းစီရမယ်
နော်တယောက်ချင်းစီရမယ်ပြီးတော့ကျမတို့ပြည်သူအမှန်လူမှုရေးအဖွဲ့ရဲ့မှတ်တမ်းကိုလည်းရမယ်နော်လစဉ်လတိုင်းဗလဲနာမည်ရဲ့ပြီးတော့ထောက်ပို့တဲ့လရဲ့ပြီးတော့နံပါတ်ဘာလဲအဲ့လိုမျိုးနော်အရောက်စီတိုင်းရမယ်အခုတော်လန်ရေးရမုံငွေတွေအချီအနီးဖြစ်ခဲ့ရတယ်လीဒါကြောင့်ကျွန်မတော်လန်ရေးဘာကြောင့်ကြံ့ကြာနေတာလဲအဖေကရှင်းလေးနော်စူးစီးမှုမရှိလို့တော်လန်ရေးရမုံငွေတွေခေါင်းကွဲနေလို့ဒါကြောင့်မလို့ခေါင်းစဉ်အမျိုးမျိုးနဲ့ရက်တိုရက်ရှိအလွတ်တန်းကမ်ပိန်းတွေကြောင့်ထောက်ပို့ပြည်သူတွေပိုရဲ့ပင်ပန်းတယ်လို့တော်လန်ရေးရန်ပုံငွေတွေငွေခေါင်းကွဲရတယ်မပင်ပန်းဘူးလားပြည်သူတို့နော်အခုကျမတို့ PRS ရှိတာတချို့ကြတော့နော်တော်လန်ရေးကိုစိတ်အားထက်သန်တော့9000ရှိမယ်1000ရှိမယ်2000ရှိမယ်အဲ့လိုမျိုးအများကြီးထက်ပြီးမဲ့လေထိရောက်တဲ့အကျိုးဗလဲအကျိုးကျေးဇူးကိုမရဘူးတော်လန်ရေးရန်ပုံငွေခေါင်းကွဲနေလို့ပြောမစင်တော်လန်ရေးငွေတွေကကွဲနေလို့တကယ်လို့ကျမတို့ထိရောက်ပြည်သူတွေဥပမာပေါ့ကျမတို့ဗလဲအဖွဲ့အစည်းမှာဒီလူအဖွဲ့ကလည်း100ကျော်တဲ့အားလုံးနော်ပြည်သူလူထုတွေအများကြီးထည့်စရာမလိုဘူးတယောက်ကိုဘတ်ငွေ300ကျွန်တော်တို့ထိုင်းနိုင်ငံမှာနေဆိုဘတ်ငွေ300နော်ဘတ်ငွေ300အယောက်1000ဆိုဘယ်လောက်ရပြီလဲအယောက်1000ဆိုဘယ်လောက်ရပြီလဲအများကြီးထည့်စရာမလိုဘူးကျွန်တော်တို့ပြည်သူတွေကလည်းနော်ဝန်မပြတော့ဘူးကျွန်တော်တို့ပြည်သူတွေကလည်းဒါအယောက်တယောက်ကို300ဆိုရင်ဒါလူတိုင်းထည့်နိုင်တဲ့နော်ငွေကြေးတွေဒါအားလုံးလဲတာဝန်ကြည်သွားတယ်ဟာတချို့ကြတော့ပတ်စံ300ပဲထည့်ဖို့မထည့်ရဲဘူးရှက်ကြတယ်နော်အမှန်မှာတော့ဒီ300နဲ့ကျွန်တော်တို့အားလုံးစီလုံးညညွတ်နဲ့တစုတစည်းတဲ့ထည့်ဖြစ်လို့ရှိရင်9000တော့ထည့်စရာမလိုဘူးနော်ဒါကျွန်တော်တို့တစုတစည်းဖြစ်သွားပြီးတော့အဲ့ဒီငွေတွေကဗလဲအခဲကြီးဖြစ်သွားတယ်ဒါကြောင့်မို့ကျွန်တော်တို့ကပင်မကိုပို့ဆောင်လိုက်လို့ရှိရင်အဲ့ဒီပင်မကစီမံခန့်ခွဲလို့ရသွားတယ်တနိုင်ငံလုံးအတွက်သူကစီမံခန့်ခွဲလို့ရသွားတော့နော်တော်လန်ရဲ့အတွက်အများကြီးအကျိုးသက်ရောက်မှုရှိတယ်ပြည်သူတို့နော်တော်လန်ရေးဟာအစိုးရတိုက်ပွဲအတွက်အဆင့်တစ်ခုကိုရောက်နေပြီတော်လန်ရေးကိုကူနေကြတဲ့သူတွေကအရန်အဆင်ပြေနေတဲ့သူတွေမဟုတ်ဘူးနော်အခုဆိုရင်ထိုင်းမှာဆိုရင်ကျမတို့တော်လန်ရေးနော်တချို့အfitရောက်လာတဲ့လူတွေကျမတို့တွေ့ရတယ်တချို့ကြတော့တထေးအငားနဲ့လောက်ရတယ်ဒါပေမဲ့အခုကအရန်ကိုခက်ခဲတယ်တထေးအငားတော့မှဗန်ကျက်ထွက်စာယူရတယ်ပြီးတော့ဟိုနေရာပြောင်းဒီနေရာပြောင်းလို့ဆိုရင်ပလိတ်အဲ့စရင်တိုင်ရတယ်အမျိုးမျိုးခက်ခဲမှုတွေရှိတယ်ဒါကြောင့်မို့ကျမတို့ပြည်သူတွေအတွက်အရန်ကိုဝန်ပိတယ်နော် PRS ကိုကျမတို့တာဝန်ကျေပွန်စွာနဲ့တယောက်ကို300ဆိုရင်ဒါဝန်မပိတော့လူတိုင်းထည့်နိုင်တယ်နော်တော်လန်ရေးကိုကူနေကြတဲ့သူတွေဟာအရန်အဆင်ပြေနေတဲ့သူတွေမဟုတ်ပါဘူးစစ်ကောင်စီထိန်းချုပ်ရာမြို့နေလူဒန်းစားအများစုကတော့တော်လန်ရေးကြီးကိုစိတ်ထဲကအားပေးကြပေမဲ့အကြောက်တရားတွေကြောင့်တော်လန်ရေးနဲ့ခကိကင်းဖြစ်နေကြပြီးနေသားသလိုနေကြဆဲပါပဲဒါကြောင့်မလို့နော်တော်လန်ရေးအစပိုင်းကတည်းကအစင်တစိုက်ထောက်ဖို့ကူညီနေကြသူတွေဟာပင်ပန်းနေကြပါပြီမြေပြင်တော်လန်ရေးအဖွဲ့တွေရဲ့လိုအပ်ချက်ကြီးမားမှုတွေကယော့ကျသွားခြင်းမရှိဘူးထောက်ဖို့ကြကူကြရမှာကိုမျိုးကိုရွာကအဖွဲ့တွေကိုပဲကူကြတာဟာဖြစ်သင့်ပါတယ်ပညာရေးကျမ်းမာရေးရဝန်တွေကလည်းမိမိတို့နဲ့ပတ်သက်ကြောင်းအစင်တစိုက်ထောက်ဖို့ကြတာဟာသဘောဝကြပါတယ်မဟာဗျူဟာဖော်ဆောင်ခြင်းလဲမဟုတ်တယ်လို့တဦးတယောက်တစုတဖွဲ့ထင်ပေါ်ကြော်ကြားလို့စိတ်သူရဲကောင်းဖြစ်လို့စိတ်နဲ့ထပစ်လိုက်ကြည်ကံပိတ်လိုက်ပြန်လှုပ်လိုက်ကြည်ကံပိတ်ပြန်လှုပ်လိုက်တန်တရားလဲနေတာဟာထိုက်သိမ့်တဲ့လောက်ထိရောက်မှုအားနေတာ COC မရှိခြင်းရဲ့အကျိုးဆက်ပဲအခုကျမတို့ COC မရှိခြင်းရဲ့အကျိုးဆက်ကမြေပြင်ကတော်လန်ရေးရဲဘော်တွေပဲမဟုတ်နော်ကျမတို့ထောက်ဖို့တွေလဲမြေပြင်ရဲဘော်လို့ပဲတစုတစည်းတဲ့သွားဖို့အချိန်တန်ပြီ
မြေပြင်ရဲဘော်ကိုပဲကျမတို့ပြောလို့မရဘူးကျမတို့ထောက်ပို့တွေကလည်းပင်စီပင်မကိုတစုတစည်းပဲထောက်ပို့ချိတ်တန်ပြီနော်ဒါကြောင့်မို့COC မစစ်ချင်းရဲ့အကျိုးဆက်ဖြစ်ပြီးထောက်ပို့ပြည်သူတွေကိုပို၍ပင်ပန်းစေတယ်ကျမတို့ပြည်သူတွေထောက်ပံ့လာတာနော်ရှိလို့ထောက်ပံ့တာမဟုတ်ဘူးနော်တော်လန်ရေးနိုင်ချင်လို့မရှိတဲ့ဂျားတွေကချွေတာပြီးတော့နော်ချွေတာပြီးတော့တော်လန်ရေးအတွက်တာဝန်ကျင်နေကြတာဒါကြောင့်မလို့နော်ကျမတို့အခုဆိုရင်တစုတစည်းတဲ့ဖြစ်ဖို့ COC တခုဒီဖြစ်ဖို့မြေပြင်ရဲဘော်တွေလည်းစုစည်းဖို့လိုအပ်တယ်လို့ကျမတို့ထောက်ဖို့တွေကလည်းစုစည်းဖို့လိုအပ်တယ်နော်အခုချိန်မှာအလွတ်တန်းဖောင်ဒလေဆာအချို့ရဲ့ကမ်ပိန်းအများစုဟာရီမန်းချက်ပြစ်မိမှုနည်းပါးလာတာတွေ့ရပါတယ်ကမ်ပိန်းတွေရီမန်းချက်ပြစ်မိအောင်အားဆိုင်နေကြရတာဆိုတော့နော်ဖောင်ဒလေဆာတွေဟာကမ်ပိန်းတွေမှာပါဝင်အားဖြစ်ကြသလို PRF မန်ဘာဝင်ထားဖို့ထောက်ဖို့ပြည်သူကိုတခွန်းတလေမတိုက်တွန်းနိုင်ကြတာကိုလည်းအပြစ်ပြောလို့မရပါဘူးမင်္ဂလာပါမောင်လေးရေနော်ပွဲလမ်းမှာဖြာခင်းခွင့်ရမဲ့တိုင်းပြည်ကိုအစိုးစုံထိတုံးပို့ချင်ကြတဲ့တတိမမှန်သူတွေရဲ့တော်လန်ရေးအမြန်အောင်ချင်ရင်မြေပြင်တိုက်ရိုက်ကူကြဆိုတဲ့ဂျင်းအတောက်လိုက်ကြီးကရိုးသားထုံအလုံးနဲ့ထောက်ဖို့ပြည်သူအများစုအပေါ်သက်ရောက်မှုကြီးမားခဲ့တယ်ကျမတို့တွေကိုပဲနမူနာကြည့်လိုက်ပေါ့နော်ဘာလဲဘောဟိုကိုထောက်ဖို့လို့ဆိုရင်အောက်ခြေရဲဘော်စီကိုမရောက်ဘူးအဲ့ဒီဟာကတကယ်ဂျင်းအကြီးဘာကြောင့်လဲကျမတို့ထောက်ပို့ခဲ့တယ်ဘဟိုကိုအောက်ခြေကိုထောက်ပို့ခဲ့တယ်နောက်ဆုံးအောက်ခြေကပဲကြီးပွားချမ်းသာပြီးတော့နော်အထက်ဘဟိုကိုအာခံလာကြတယ်နောက်ဆုံးတော့သူတို့ကိုပိုင်ထောက်ပို့ကိုပိုင်မလဲကိုပိုင်ထောက်ပို့တွေနဲ့ကိုပိုင်ဆယ်လီတွေနဲ့နော်သူတို့ထောက်ပံ့လာတော့အိမ်လူကြီးကိုအာခံလာကြနောက်ဆုံးခွဲထွက်သွားကြတယ်နော်နာမည်မဖော်တော့ဘူးအားလုံးသိကြမှာပါအဲ့ဒါကိုကျမတို့သင်ခန်းစာရသိပြီတော်လန်ရဲ့အမြန်အောင်မြင်ချင်ရင်ပူပေါင်းရမယ်နော်အိမ်လူကြီးကຫນွေဥထီလောက်ရင်မြေပြင်ကတူမီထီဘာညာပေါ်လာတယ်အိမ်လူကြီးကຫນွေဥထီပေါ်လာရင်မြေပြင်ဘက်ကလည်းတော်လန်ရဲ့ထီလောက်တယ်PRF မန်ဘာကပုံစံမြေပြင်အဖွဲ့တွေကလိုက်လောက်တာဟာပခုံးချင်းရှင်သလိုဖြစ်နေပြီး PRF မအောင်မြင်အောင်လိုက်ပြီးပိတ်ဆို့နေသလိုဖြစ်မနေဘူးလားနော်အလွတ်တန်းဖောင်ဒေးရှင်းတွေရဲ့ခေါင်းစဉ်အမျိုးမျိုးနဲ့ကမ်ပိန်းတွေဟာတမင်မရည်ရွယ်တော့လဲ PRF ကိုမစည်းဝင်အောင်ပိတ်ဆို့နေသလိုဖြစ်မနေဘူးလားဒါကြောင့်မို့အဲ့လိုမျိုးသီးခြားကမ်ပိန်းသီးခြားဆယ်လီလောက်တဲ့ကမ်ပိန်းတွေကတော့ဥပမာပေါ့နော်ဥပမာအဲ့ဒီကရင်နယ်မှာရှိတဲ့ဆယ်လီကကမ်ပိန်းလောက်တယ်အဲ့ဒီကမ်ပိန်းကကရင်နယ်ကိုပဲရောက်တယ် NUGC ကိုမရောက်ဘူး NUGC ကိုမရောက်တဲ့အတွက်နော် NUG ဘဟိုကစီမံခန့်ခွဲလို့မရဘူးအဲ့ဒီနယ်ဒေသမှာပဲရှိတဲ့ကမ်ပိန်းတွေကအဲ့ဒီဒေသကိုပဲစီစဉ်တဲ့အတွက်ကျွန်တော်တို့တော်လန်ရေးကဘလို့လောက်အောင်မြင်ပါလဲနော်အဲ့ဒီနေရာဒေသကိုပဲတခုတည်းတိုက်လို့မအောင်မြင်ဘူးလေဒါကြောင့်မို့ဘဟိုကိုစီးစင်းလို့ဆိုရင်ဘဟိုကစီမံခန့်ခွဲပြီးတော့ဘယ်နေရာမှာဘယ်တွေလိုအပ်လဲဘယ်နေရာကသူတကယ်တိုက်လဲဆိုတာဘဟိုကအသိဆုံးပဲဘဟိုကဗျူဟာချရတာဒါကြောင့်မလို့ပင်မပင်စီကိုကျမတို့စီးစင်းရမယ်နော်ပြည်သူတွေလူတဲ့ထောက်ပို့မှုနဲ့လူမွေးသူမလဲလူမွေးလူတောင်ပြောင်းလာပြီး MOD ကနှုတ်ထွက် ERO အောက်ဝင်ပြည်သူကိုရိုင်းပြစွာပြန်ပြီးစော်ကားတဲ့အဖွဲ့တွေကိုလည်းလက်တွေ့မြင်နေကြရပြီမဟုတ်ဘူးလားကျွန်မပြောမယ်နော်တော်လန်ရေးသမားစစ်ဆိုရင်လေပတ်စံဘတော့မှမရှိဘူးပတ်စံမရှိဘူးဆိုတာကဘယ်လိုပြောမလဲစားနိုင်ဘယ်လိုပြောမလဲဘာမှမရှိအရင်အတိုင်းပဲတော်လန်ရေးအစပိုင်းကလောက်သလိုအခုလည်းဒီတိုင်းပဲမကြည်ပွားလာဘူးဥပမာနော်တချို့တော်လန်ရေးမလောက်ခင်မှာဘာမှမရှိဘူးဆိုင်ကယ်မရှိဘူးကားမရှိဘူးဘာမှမရှိဘူးသူတို့တော်လန်ရေးလောက်ပြီးတဲ့နောက်ပိုင်းမှာကားတွေရှိလာတယ်ဘာလဲဟိုဟာတွေရှိလာတယ်ဒီဟာတွေရှိလာဟာသူတို့သထဲလို့ဖြစ်သွားတယ်နော်အဲ့ဒါကြောင့်မလို့တော်လန်ရေးသမားစစ်မိုင်လေစင်းရဲတယ်
ဘာလဲကျမတို့ရဲ့သမဒကြီးဦးဝင်းမြင့်ကိုလည်းဦးဝင်းမြင့်ကိုပဲကြီးလိုက်ပေါ့နော်MOD ပြောင်းတဲ့ကိုမလူပဲ LPDF ငကားကိုတိုက်ရိုက်လူလို့ငကားကစိတ်မတိုက်ပဲလှုပ်ရှားသွားလို့ပြည်သူငွေတွေသဲတဲ့ရေတုံဖြစ်သွားတာလေငကားနမူနာကြီးလိုက်ပေါ့နော် PLF ကိုပေးစီကိုမရောက်ပဲနဲ့ငကားစီကိုဝိုင်းလူကြလို့အခုငကားမြင်းအကောင့်30လားမသိဘူးနော်အကောင့်30ကိုမွေးထားပြီးတော့လက်နဲ့ခဲရန်တွေပတ်စံတွေအများကြီးပဲဒါမှချမ်းတွေမြေတွေအများကြီးဝယ်ထားပြီးတော့ဘာလဲစိုက်ပျိုးရေးတွေလုပ်သေးတယ်အဲ့ဒါကျမတို့ပင်စီကိုမထောက်ပံ့ရတဲ့အကျိုးကျေးဇူးပဲအဲ့ဒါကြောင့်ကျမတို့9နှစ်ရှိနေပြီကျမတို့အတွေ့အကြုံလဲရနေပြီဒါကြောင့်မလို့နော်ပင်စီကိုဘောဟိုကိုထောက်ပံ့ဖို့ချိန်တန်ပြီကျမတို့တွေနော်ဒီလိုမျိုးသားစောသိခဲ့လို့ရှိရင်ကျမတို့အလူငွေတွေအလဟတာဖြစ်ခဲ့မှာမဟုတ်ဘူးနော်အဲ့ဒီဂျင်းကြောင့်ပဲကျမတို့တော်လန်ရေးကအားနည်းတယ်လို့ဖြစ်သွားခဲ့တာလက်နဲ့ကန်ရတဲ့အရာပါကိုတိသွားပြီးလက်နဲ့စွန့်ရမှာကြောက်ရွံ့လာတယ်တော်လန်ရေးအလွန်ကာလအထိဒေသလက်နဲ့ကန်စစ်ဘရင်အဖြစ်အုပ်ချုပ်ရေးနယ်ပယ်ထူထောင်ခြင်းတဲ့အဖွဲတချို့ရဲ့ခြေလန်းတွေကိုလည်းမြင်တွေ့ကြရပြီးတော်လန်ရေးကြီးကိုခုတုံးလို့ပြည်သူစီကလိန်ညာအလူခံပြီးပြည်ပအကျိုးစီးပွားကာကွယ်ကြမဲ့အဖွဲ့တချို့ရဲ့ခြေလန်းတွေကိုလည်းရိပ်မိသိရှိကြရပြီဖြစ်တယ်။ဆရာနာစင်ကိုဆက်ပြီးတော်လန်သွားမှာပါဆိုတဲ့စကားလေးတခွန်းနဲ့ယုံကြည်ကျေနပ်နေကြမှာလား။အပြောကောင်းတယ်လေ။စောတော်လေတို့နော်ကရင်ပြည်နယ်ကဘာလဲပဒိုတွေကိုပဲကြီးလိုက်မင်းအွန်လိုင်းတွေ့ရသင်းချိုင်းဒါမဆိုင်ဘာလဲအပြောကောင်းခဲ့တာအခုချိန်ကြီးတမျိုးမှမသိနိုင်ဘူးသူများပြည်နယ်ဖက်ဒရယ်ဂျာကာလာတောင်ဖွဲ့စည်းနိုင်ပြီးကရင်ပြည်နယ်လောဝကိုမဖွဲ့စည်းနိုင်ဘူးနော်ပြီးတော့အခုNUGကိုဖောင်းထုသတ်အုပ်စုအများစုကကရင်ပြည်နယ်မှာပဲကရင်ပြည်နယ်နဲ့မဲဆောက်မှာပဲအခြေချနေကြတာဖြစ်တယ်အဲ့ဒီအုပ်စုအများစုကNUGကိုဝေဖန်ဖောင်းထုထိုးချနေတဲ့အုပ်စုဖြစ်တယ်ဖာတီအားရကြုံဘာဝတွေဖြစ်တယ်ဖာတီတို့ပြောတဲ့နေရာမှာဖာတီ KNU ပဲမဟုတ်ဘူးเนาะ BGF ဖာတီတို့လည်းပါတယ်ဒါတွေဟာအန်ဒီရဲ့အချက်ပေးခေါင်းလောင်းတန်နေပါပဲ MOD အောက်ကအဖွဲပါဆိုပြီးရုပ်ကြည်ထောက်ပို့လိုက်ပြီမဲ့သူတို့ရဲ့နိုင်ငံရေးအသည့်အမြင်တော်လန်ရေးခံယူချက်အပေါ်မှာမူတည်ပြီးအမျိုးမျိုးပြောင်းလဲသွားတာကိုလည်းတွေးမြင်နေကြရပြီဖြစ်တယ်နော်ရိုးသားတဲ့ထောက်ဖို့ပြည်သူတွေဟာဒါတွေကိုခွဲခြားသိမြင်နိုင်မှာမဟုတ်ပါဘူးဖောင်ဒရေးစာတွေအပေါ်မှာသာမူတည်နေပါတယ် NUG MOD ဟာရိတ်ခါခဲယမ်းထောက်ပံ့မှုမလုပ်နိုင်ရင်မြေပြင်အဖွဲ့တွေအပေါ်ဩစာဖဲရောက်မှုမရှိနိုင်ဘူးအခုစရာကြည့်လေကျမတို့NUGကဆယ်လီလောက်တောင်ဩစာမရှိဘူးဆယ်လီတွေကပတ်စံစာနိုင်တယ်ထောက်ပို့နိုင်တဲ့အတွက်နော်မြေပြင်ကရဲဘော်တချို့တွေကသူတို့ဩစာကိုခံနေကြတယ်နော်ကျမတို့NUGကဘာဩစာမှမရှိတော့ဘူးနော်ဒါကြောင့်မလို့ဩစာဖဲရောက်မှုမရှိရင်မြေပြင်အဖွဲ့တွေကိုလည်းမစုစည်းနိုင်ဘူးကျမတို့NUGဘာကြောင့်မစုစည်းနိုင်တာလဲဘာကြောင့်နော်တိုင်းသားတွေကိုလည်းမစုစည်းနိုင်သလိုမြေပြင်ရဲဘော်တွေကိုလည်းမစုစည်းနိုင်ဘူးဘာကြောင့်လဲကျမတို့တော်လန်ရေးထောက်ပံ့ငွေတွေခေါင်းကွဲနေလို့စုစည်းလိုက်လို့ရှိရင်NUGဦးဆောင်ပြီးတော့နော်စီမံခန့်ခွဲလို့ရတယ်တနိုင်ငံလုံးတက်စီမံခန့်ခွဲလို့ရတယ်သီးခြားထောက်ပို့တွေစီရောက်လို့ရှိရင်တော့နော်စီမံတနိုင်ငံလုံးအတွက်စီမံခန့်ခွဲလို့မရဘူးအဲ့ဒါကိုကျမတို့ပြည်သူတွေနားလေသဘောပေါက်ကြဖို့လို့တယ်ဒါကြောင့်မို့ကျမတို့က PLF ကိုနော်ဘယ်လဲဝန်းရံဖို့ဖြစ်တယ်အခုကျမတို့ဝန်းပါစရာ PLF ကိုအမဟုတ် NUG MOD အောက်ကိုဝင်လာတဲ့မန္တရာ PDF တွေနော်ဝန်းပါစရာပါဒါကြောင့်မို့ကျမတို့ထောက်ဖို့တွေကလေနော်စုစည်းရမယ်မြေပြင်ကိုမစုစည်းနိုင်ရင်စစ်အာဏာရှင်ပြုတ်ကျတဲ့အချိန်မှာအာဏာလေဟာနဲ့ဖြစ်သွားနိုင်ပါလေကျမတို့NUGဩဇာအာဏာမရှိလို့ရှိရင်
ခုနတော့ကသီးချာလက်နဲ့ကင်တဲ့သီးချာဩစာရှိတဲ့ထောက်ပို့တွေလက်နဲ့ကင်တွေကနော်စူစီမှုမရှိလို့စင်ယူဘလလစ်ပြားနိုင်ငံကိုပဲကြည်လိုက်အခုချိန်ထိနော်အစိုးရကိုမဖွဲ့စည်းနိုင်ဘူးဒါဖြစ်ဆိုသူတလူငါတက်မင်းနဲ့ဘိုးတွေများနေလို့တစုဒီမဖွဲ့နိုင်ဘူးအဲ့ဒါကိုကျမတို့သင်ခန်းစာယူတတ်ဖို့လိုတယ်အာနာလေဟာနဲ့ဖြစ်သွားရင်တော့တိုင်းပြည်ဟာပြိုကွဲပြီး face state ဖြစ်သွားမှာပါအခု face state ဖြစ်တဲ့နိုင်ငံဆီးရီးယားလစ်ဗျားနိုင်ငံအဲ့ဒါ face state နိုင်ငံဖြစ်ပြီ face state ဖြစ်အရန်ကြောက်ဖို့ကောင်းတာအခုကျမတို့နိုင်ငံလဲ face state ဖြစ်နေပြီလက်နဲ့ရှိတဲ့လူကိုနော်လက်နဲ့ရှိတဲ့လူတွေကဘာမဆိုလုပ်လို့ရတယ်ဥပဒေမရှိတော့ဘူးနော်တိုင်းပြည်အတွက်ပြည်သူလူထုအတွက်အန်ရရဲ့ကြီးမားပါတယ်မြေပြင်ဖွဲ့တွေကိုဓာတ်ရိုက်ကူချင်းဟာဘေးထွက်စိုးကြိုးများပါတယ်9နှစ်ရှိပြီလေပြည်သူတို့အခုကျမတို့ပြည်သူတွေအတွက်အကာအကွယ်ဘာမှမရဘူးနော်ကျမတော့ရှေဝေးတခြားဝေးကိုမနိုင်ပြဘူးကရင်ကိုပဲကြည်လိုက်ကရင်မှာကျမတို့နော်ကရင်ထဲမှာကျမတို့ထောက်ဖို့အကြီးစားထောက်ဖို့တွေရှိပါတယ်ကရင်ကိုအများအပြားထောက်ပံ့ကြတယ်နောက်ဆုံးဘာဖြစ်သွားလဲပြည်သူတွေကအခုချိန်ထိနော်စင်မှုထမ်းပေါ်တာဆွဲဟိုဟာဗါလဲအတင်းအကြဖိအားပေးလဲသွားရလောက်အားပေးလဲသွားရဖုံးကြီးခိုင်းလဲသွားရအကုန်လုံးနော်ကျမတို့ကြောက်နေရတယ်ကျမတို့ပြည်သူတွေဘာအကျိုးကျေးဇူးမှမရဘူးဘာရလာမှမရှိတဲ့အတွက်အခုချိန်ထိဒီတိုင်းပဲအဲ့ဒါနော်တခြားရှေဝေးတခြားဝေးသွားကြည့်စရာမလိုကရင်ကိုပဲကြည့်လိုက်အဲ့ဒါကျမတို့နော်မစုစည်းရခြင်းရဲ့အကျိုးခေါင်းကွဲရခြင်းရဲ့အကျိုးပဲအဲ့ဒါတော်လန်ရဲ့ရမုံငွေခေါင်းကွဲရခြင်းရဲ့အကျိုးပဲတမင်မရည်ရွယ်ပဲကမ်ပိန်းတွေကြောင့် MOD ကိုစီးဝင်မဲ့ရန်ပုံငွေပိတ်ဆို့သလိုဖြစ်ခဲ့တယ်။ဦးစားကြီးလေစစ်တောင်းကမ်ပိန်းသိန်း1000ကျော်ဆယ်လီကျော်သက်လင်းဦးဆောင်တဲ့ကမ်ပိန်း1000ကျော်သက်လင်းကပြောတယ် MOD MOD အောက်ကပဲစီးစင်းတယ်။ဒါပေမဲ့သူစီးစင်းတဲ့ကမ်ပိန်းကနော် MOD အောက်တိုင်းသားနယ်မြေမှာရှိတဲ့ MOD အဲ့ဒီသူ့ရဲ့တိုင်းသားနယ်မြေကဘယ်နှမျိုးသိလဲနော်ဂျာကာလာဖွဲ့စည်းပုံတော့မဖွဲ့စည်းနိုင်ဘူးဒါဆိုရင်ကျမတို့နော်ဒီလိုခေါင်းကွဲနေလို့တော်လန်ရေးမကြန့်ကြာနေဘူးလားဘာတွေစီမံခန့်ခွဲလို့ရပါလဲကျမတို့ထောက်ပိုးလိုက်တဲ့ငွေတွေအလဟသမဖြစ်သွားဘူးလားနော်ဟိုတခြားဝေးမပြောဘူးကျမတို့တော်လန်ရေးပထမနှစ်မှာ KNU ကိုထောက်ပံ့တယ်ကော်တူးလေအာမင်ကိုထောက်ပံ့တယ်တော်လန်ရေးနော်အဲ့ဒီမှာသူတို့ထောက်ပံ့လို့ဘာတွေအကျိုးရသွားလဲသူတို့အကျိုးစီးပွားပဲရသွားတယ်ခြံတွေမြေတွေဝယ်ပြီးတော့သူတို့မိသားစုအကျိုးပဲဖြစ်သွားတယ်ကျမတို့တော်လန်ရေးအတွက်ဘာတစ်ခုမှအကျိုးမရှိခဲ့ဘူးနော်ဒါကြောင့်မို့တော်လန်ရေးထောက်ဖို့ငွေတွေခေါင်းမကွဲဖို့အတွက် PRX ကိုကျမတို့စုစည်းရမယ်နော်ဒါကြောင့်မို့ဒီလကုန်ရင်ကျမတို့ PRX ကိုပဲဓာတ်ရိုက်စီစဉ်တော့မယ်ကမ်ပိန်းပြီးမီအောင်အားဆိုင်နေရတဲ့အတွက်ကမ်ပိန်းကိုလည်းကူကြပါ PRX member ကိုလည်းဝင်ထားကြပါစသဖြင့်ထောက်ဖို့ပြည်သူကိုတိုက်တွန်းဖို့မင်းလျော့ပြက်ခွဲခဲ့ရတယ်နော်ဒါကြောင့်မလို့ဟိုကမ်ပိန်းလဲပြည်သူတွေကဝင်ပြီးတာပေါ့ဟိုကမ်ပိန်းလဲကူညီတာဟိုဟာလဲကူညီရပြည်သူတွေကနော်အဲ့ဒီမှာအကွဲကွဲအပြဲပြဲနဲ့ခုနတော့ကနော်ဆေးဆွဲနေတဲ့သူ့ရဲ့သားကိုကူညီလိုက်တာသူ့သားအတွက်ပဲရသွားတယ်တမိသားစုလုံးအတွက်မရဘူးအဲ့ဒီလိုပေါ့နော်ဟုတ်တယ်အမှန်ဆိုပဲကရင်မှာပြည်သူအလူငွေတွေသူတို့ဖုံးပြီးတော့ပြည်သူတွေကတော့ကိုဖြစ်ကိုခံပဲအဲ့ဒါအမှန်နေပဲနော်မြေပြင်ဖွဲ့တွေနဲ့လိုအပ်ချက်ကြီးမားမှုဟာပြည့်စုံမှာမဟုတ်ဘူး
ဒီအချိန်မှာခေါင်းစဉ်အမျိုးမျိုးနဲ့ရက်တိုရက်ရှည်အလို့တန်းကံပိန်းတွေဟာရှော့ချရက်နာတဲ့အခြေအနေမျိုးအချိန်ခါကိုရောက်နေပါပြီမပြေးတော့လဲကံရာရှိမိမိကြောင့်တိုင်းပြီးပြိုကွဲအောင်တွန်းပို့တယ်လို့စေတနာကဝေဒနာအဖြစ်မခံကြပဲဒါအစိတ်ပင်ရေလောင်းတာနဲ့အတူတူပဲနော်စေတနာကဝေဒနာအဖြစ်မခံကြပဲအလွတ်ဒန်းဖောင်ဒရေးစာတွေအပါဝင်ကျွန်တော်တို့အားလုံးဟာ MOD ကိုသာဝိုင်းဝန်းကြရမယ်အရေးကြီးဆုံးအချိန်ကိုရောက်လာကြပြီပြည်သူတို့နော်ဒါကြောင့်မလို့အခုကျွန်တော်တို့ပြည်သူအမှလူမှုကွန်ရက်ရဲ့အဖွဲ့ကတော့လာမဲ့လာကုန်ရင် PRX ကိုဓာတ်ရိုက်ထောက်ဖို့မယ်နော်ကျမတို့ member အလူရှင်တွေအရောက်စီတိုင်းနာမည်ကိုစီနဲ့နော်ဒီခုနကတော့ကျမပြတဲ့ကတ်ကိုရကြမယ်လစင်တိုင်းရမယ်အဲ့ဒီလမှာထောက်ဖို့ရင်အဲ့ဒီလကိုရောက်မယ်နော်အဲ့ဒီလအတွက်ရမယ်နောက်တစ်ခါပြန်ပြမယ်နော်အိုးမာဒါနော်ပြည်သူတော်လန်ရေးထောက်ဖို့တပ်ဖွဲ့ဝင်ကနော်ဒါကိုပိုင်အမနော်ဒါကျမတို့အလူရှင်ကဒီကိုပိုင်အမအပေါ်မှာရှိမယ်နမထပ်ဖို့တိလာဒါနာမည်ကတော့ဒီအောက်မှာပေါ့နော်ပြည်သူအမပီဂျီလူမှုကွန်ရက်အဖွဲ့ဒါကျမဘယ်နေရာကိုထောက်ဖို့လဲဆိုတော့မကွေးတိုင်းပြည်သူတော်လန်ရေးထောက်ဖို့အဖွဲ့ဝင်ဒုတက်စိတ်မူအဲ့လိုပါမယ်ပြည်သူတို့နော်ဒါတခုပေါ့အဲ့လိုတခုနောက်ပြီးတော့ကျွန်တော်တို့ပြည်သူအမလူမှုကွန်ရက်အဖွဲ့ရဲ့မှတ်တမ်းတခုနှစ်ခုရမယ်နော်ဒါသူတို့ကျမတို့ဘဟိုကိုထောက်ပံ့ပြီးဆိုရင်ဘဟိုကစီမံခန့်ခွဲလိုက်မယ်ကျမတို့နော်သီးခြားထောက်ဖို့တာရသင့်ပြီဒါကျမအနေနဲ့ပြောတာပေါ့နော်ကျမတို့တော်လန်ရေးလုပ်နေတာကျမတို့နာမည်ရဖို့မဟုတ်ဘူးဒါကြောင့်မို့ဘဟိုကိုထောက်ပံ့နိုင်ရင်ဘဟိုကစီမံဘာလဲတနိုင်ငံလုံးကိုစီမံခန့်ခွဲနိုင်မယ်ကျမတို့ပြည်သူတွေနားလည်ကြမှာပါနော်ကဲနောက်ထပ်သတင်းတစ်ခုအခုရန်ကုန်မှာရက်ကွက်တစ်ခုလူ10ဦးပေါ်တာဆွဲပေးဖို့အုပ်ချုပ်ရေးမှူးကိုစစ်တပ်ခိုင်းတယ်ယုံကြည်ရတဲ့သူကိုလွဲပေးရင်ရမလားကျမတို့ကပြည်သူအမှန်လူမှုကွန်ရက်အဖွဲ့နဲ့သွားတာနော်ဒါကျမတို့ပြည်သူအမှန်လူမှုကွန်ရက်အဖွဲ့ကနော်သွားတဲ့ PRF နော်ဒါတော့အလူရှင်တွေရဲ့သဘောပေါ့ကျမတို့ကဗာလဲအဲ့ဒီ member ကတက်ပေါ့နော်အလူငွေရှိတယ်အဲ့ဒီအလူငွေကလည်းကျမတို့ပြည်သူအမှန်လူမှုကွန်ရက်အဖွဲ့ရဲ့နာမည်နဲ့ကျမတို့ကနော်သွားမှာဖြစ်တယ်အဲ့ဒါမှကျမတို့စုစည်းမှာလေအခုကြည့်ရန်ကုန်မှာအောက်ချုပ်ရေးမှုကိုရက်ကွက်တစ်ခုကို10ဦးပေါ်တာဆွဲခိုင်းတယ်မအားလာကဘယ်လောက်ထိလဲတယ်လဲအခုလွတ်တော်ဖွင့်တယ်ပြီးတော့အုတ်ချုပ်ရေးနော်အုတ်ချုပ်ရေးကိုအုတ်ချုပ်ရေးရန်တရားကိုဖွဲ့စည်းတယ်စစ်ယူနီဖောင်းဝတ်တဲ့နော်သူ့ရဲ့သူ့ယုံကြည်စိတ်ချရတဲ့လူယုံတွေကိုအုတ်ချုပ်ရေးမှုနေရမှာနော်ယူနီဖောင်းကိုချုပ်ပြီးတော့ပါမန်အဝတ်အစားဝတ်ခိုင်းပြီးတော့အုတ်ချုပ်ရေးမှုနေရမှာအစားထိုးတယ်ကဲခွေးဗလဲအိမ်ဆောက်ခွေးအဖြစ်ကျွန်းအဖြစ်ပဲခံရတဲ့ကြန့်ခိုင်ရေးအုပ်စုတွေကတော့သနာတယ်နော်သူတို့ကတော့မင်းအောင်လိုင်ရဲ့ခြံဆောက်ခွေးအဆင့်ကနေမတက်တော့ဘူးမင်းအောင်လိုင်ကအုတ်ချုပ်ရေးမှုနေရမှာလဲအကုတ်သူ့ရဲ့လူကိုအကုတ်သွင်းထားပြီးပြီကဲအခုအုတ်ချုပ်ရေးမှုရက်ရွာအုတ်ချုပ်ရေးမှုကိုကြတော့အမောခံပြီးတော့လူစုခိုင်းတယ်နော်ရန်ကုန်မြို့စစ်တပ်ကရက်ကွက်တစ်ခုကိုလူ10ဦးပေါ်တာဆွဲခေါ်ဆောင်ပေးဖို့အုတ်ချုပ်ရေးမှုတွေကိုအကြောင်းကြားထားတယ်လို့အမည်မဖော်လူသူကပြောတယ်နော်အဲ့ဒီတိုင်းလိုက်နိုင်အောင်ရက်ကွက်အလိုက်လူဦးရေစည်ရင်းတွေပြန်စစ်ပြီးတော့ပတ်မဦးရေပြည့်မီအောင်စုဆောင်ဆောင်ရွက်ဖို့လဲညွန်ကြားထားတယ်လေပြည်သူတို့
နောက်တစ်ခုကြတော့အခုကသာမြို့မှာစစ်ဆောင်တွေခိုလုံနေတဲ့ဖုံးကြီးချောင်းလေရင်နဲ့ဗုံးကျဲခံရလို့ရဟန်းတန်ကန်နဲ့စစ်ဆောင်20ဝန်းကျင်သိဆုံးရတယ်မေးချင်တာကအမျိုးဘာသာသာသနာကိုရှောက်တဲ့နော်မဘာသာတွေသင်္ကန်းအရေးချုပ်တွေတိုက်နေရောပဲနော်ဟာချန်စီယိုကိုအယိုးထိုးရင်ဘာဖြစ်လဲညာဖြစ်လဲတကယ်လို့ဒီနေရတာနော်အဲနူကြီးပဲဖြစ်ဖြစ်အမေစုပဲဖြစ်ဖြစ်လောက်ကြည့်လိုက်မဘာသာတွေနော်ဆန္ဒပြပြီးတော့အမျိုးဘာသာသနာကိုဖျက်ဆီးတဲ့အမျိုးမစစ်တွေနော်ဘာသာကိုဖျက်ဆီးတဲ့ဘာညာအဲနူကြီးကိုနော်အပြစ်တင်မှာအခုမအေးလို့မင်းအောင်နိုင်ကဘုံကျဲလို့တန်ကားတွေသိဆုံးရတယ်ဖုံးကြီးချောင်းကိုဘုံကျဲတာဘယ်အမျိုးဘာသာသာသနာကမှစောက်တန်မထွက်ဘူးဒါကြောင့်မို့စစ်ဆောင်တွေခိုလုံနေတဲ့ကတာမျိုးကဖုံးကြီးချောင်းကိုစစ်ကောင်မရှင်တက်ကဒီကနေ့လေရင်နဲ့ဘုံကျဲတာတန်ကားတပားနဲ့စစ်ဘေးဆောင်ပြည်သူ20ဝန်းကျင်သိဆုံးသွားတယ်ဒါလာအမျိုးချစ်တွေဒါလာအမျိုးဘာသာသာသနာကိုစောက်ရှောက်တဲ့နော်အရေးချုပ်တွေဒါကြောင့်မို့ပြည်သူတို့အခုမြင်းချံခရိုင်ပကဖရှစ်တန်းရဲဘော်တွေကိုပြည်သူတွေကကြီးကများတတ်ဆင်တယ်တွေ့လားအခုPLAကိုလည်းတော်တော်များများဝင်လာကြပြီနော်ကဲအခုမြင်းချံခရိုင်ပကဖရှစ်တန်းရဲဘော်တွေကိုပြည်သူတွေကကြီးကများတတ်ဆင်တယ်ဒါအန်နူဂျီအောက်ကနေသွားတဲ့ PLA ကနေတဆင့်သွားတဲ့နော်အမျိုးသားညွရဲ့အစိုးရကာကွယ်ရေးဝန်ကြီးဌာနမြင်းချံခရိုင်အခုကျမတို့ကရင်ပြည်နယ်ကိုထောက်ပံ့တဲ့ခဏနေဝူဆုပ်တောင်းလိုက်ဖနတ်တောင်းလိုက်ကံပိုက်ဗလဲကြီးကာတောင်းလိုက်နော်ကျမတို့2နှစ်3နှစ်လောက်ထောက်ပံ့နိုင်ရတဲ့အဲ့ဒီကြီးကာတွေဟိုဘဟိုကိုမရောက်ပဲနဲ့အောက်ခြေကိုကျမတို့ဓာတ်ရိုက်ထောက်ပံ့လိုက်တာနောက်ဆုံးဘာဖြစ်သွားလဲနော်ဘာမှအကျိုးကျေးဇူးမဖြစ်သွားဘူးကျမတို့ပြည်သူတွေကကိုပါကိုပဲကာကွယ်ရကိုပါကိုပဲနော်ကိုလွတ်ရောရတယ်အခုအန်နူဂျီ MOD PLA အောက်ကိုစီးဆင်းသွားတဲ့ငွေတွေကအခုကြီးကလည်းထောက်ပံ့နိုင်ပြီနော်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမြင်းချံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲ့စစ်တမ်းစစ်မြေပြင်မှာရဲဘော်တွေလိုအပ်နေတဲ့နော်ကြီးဘာလဲကြီးကာတွေကိုတတ်ဆင်ပေးနိုင်ပြီဝမ်းသာပါတယ်နော်အဲ့လိုမျိုးဖြစ်ရမယ်ဒါမှကျမတို့တဆုတစည်းတဲ့သွားလို့ရမှာမင်္ဂလာပါကဲနောက်ထပ်သတင်းကောင်းတစ်ခုပြည်သူတို့မြင်းချံမြို့နယ်တွင်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ဗိုလ်တအုပ်အပါဝင်15ဦးသေဆုံးပြီးတော့ခဲယမ်းတချို့သိမ်းဆည်းရမိတယ်ရင်းမာပင်တွင်လည်းတိုက်ပွဲများဖြစ်ပွားနေပြီးစစ်တပ်ကလေကြောင်းနဲ့ဆက်တိုက်ဗုံးကျဲတယ်အခုသူတို့ကလေရင်စီပြဿနာမရှိဘူးတဲ့အခုနော်မြန်မာပြည်မှာစီတွေတန်းစီပဲပြီးတော့အခုလေရင်ချောင်းတွေတာမန်လေရင်ပြည်သူသုံးတဲ့တာမန်လေရင်ချောင်းတွေအကုတ်ဖြတ်သိမ်းလိုက်ပြီလေရင်စီမရှိဘူးနော်အခုသူတို့သုံးတဲ့လေရင်စီလဲဘယ်လောက်ထိသုံးနိုင်မလဲသိကြတာတခုကတော့ပြည်သူတို့အခု FBI ကနော်ဗလဲဒီ3နိုင်ငံကိုဓာတ်ရိုက်ဂျားဖြန့်အတွက်ဓာတ်ရိုက်ကင်တွယ်မယ်အထဲထိတောင်နော်အခြေအနေပေးရင်အထဲထိတောင်သူတို့ဝင်ဖမ်းမဲ့အခြေအနေမှာရှိတယ်ဒါကြောင့်မို့မောင်ချစ်သူတို့ရတရားတွေခြေတာလက်ကောက်ပဲနော်သူ့ရဲ့ပတ်ထွေးမင်းအောင်လိုက်လူပဲမန္တလေးတိုင်းမြင်းချံမြို့နယ်ကျေးရွာများကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှု
စစ်ဘိုတအူပါဝင်15ဦးသေဆုံးပြီးခဲယမ်းတချို့သိစီရမိတယ်လို့နော်မော်ရွာ21 Kelula Force MTGF အဖွဲ့မှသတင်းပေးတာပေါ့နော်ဒါကြောင့်မို့ကျမတို့ဒါတကယ်လို့စုစုစည်းစည်းနဲ့ထောက်ဖို့ခေါင်းစုစည်းမှုစီလို့ရှိရင်နူကြီးကတနိုင်ငံလုံးကိုထိရောက်စွာသူကစီမံခန့်ခွဲနိုင်မယ်နော်ဒါကြောင့်မို့ကျမတို့တောင်းလိုက်ရေးအမြန်ပြီးမှာဒီတိုင်းပဲသူ့နေရာသူထောက်ပံ့ကိုနေရာကိုထောက်ပံ့ဆယ်လီကြီးတွေချဲလဲနေလို့ရှိရင်တော့တော်လန်ရေးဘယ်တော့မှပြီးမှာမဟုတ်ဘူးနော်ဆယ်လီကြီးကကျမတို့တော်လန်ရေးအတွက်နော်တော်လန်ရေးကိုဥဆောင်တဲ့တော်လန်ရေးနိုင်အောင်ဥဆောင်နိုင်မဲ့အစိုးရမှမဟုတ်တာဒါကြောင့်မလို့နော်အခုနော်နူဂျီနဲ့ပူးပေါင်းသွားတဲ့ local သုံးဖွဲ့ဟာနူဂျီအမိုဒီကုကမှု COC အောက်ကိုရောက်လာပါတယ်ရတနာတပ်ဦးအဖွဲ့ကချမ်းမြပါစီပကဖအဖြစ်နော်နောက်ပြီးတော့ Thunderbird အဖွဲ့ကအောင်မြေပါစံပကဖအဖြစ်မတရားမျိုးမှန်အဖွဲ့ကတိုက်ရင်တပ်ဖွဲ့အဖြစ်ဝင်ရောက်လာတယ်ခုနကတော့ပြောတဲ့တိုက်ရင်3ရင်နော်ဝင်ရောက်လာတာအယောက်1000ကျော်ဘယ်လောက်ထိအားရဖို့ကောင်းလဲနော်မတရားမျိုးမှန်အဖွဲ့ဟာ MD1 PDN နဲ့လက်တွဲပြီးရှမ်းမန်းစစ်စင်ရေးအတွင်းအောင်မြင်မှုယူနိုင်ခဲ့တဲ့တပ်ဖြစ်ပြီးရှမ်းမန်းစစ်စင်ရေးအလွန်ခုခံစစ်မှလည်းအကောင်းဆုံးတိုက်ပွဲဝင်ခဲ့တယ်ဒါဆိုရင်ဒီမတရားအဖွဲ့ကအတွေ့အကြုံရှိပြီးသားနော်ကျမတို့တော်လန်ရေးတော့အရန်ကိုအရေးပါတဲ့နော်အရန်ကိုအရေးချင်းရှိတဲ့တော်လန်ရေးတပ်ဖွဲ့ပါအားရတယ်ဝန်သားတွေကျမတို့ပြည်သူတွေလိုချင်တာအဲ့ဒါပဲနော်နူဂျီ MOD ဟာပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်တည်းဖြစ်အောင်စ조사နေတယ်လို့အောင်မြင်မှုလဲရနေပါတယ်ပြည်သူတို့ဒါကြောင့်မို့ကျမကြခဲ့ကျမတို့တပ်ပေါင်းစုပုံစံမြင်ရတော့မယ်အထူးသဖြင့်နော်အဲ့ဒီတိုင်းမှာပြည်မအညာဒေသပြည်မဘက်မှာတပ်ပေါင်းစုပူးပေါင်းမှုကိုမြင်ရတော့မယ်မပူးပေါင်းနိုင်နှစ်ဖက်ပဲရှိတယ်ပြည်သူတို့အာနာရှင်းပြိုင်နိုင်တာအစိုးရနှစ်ဖက်ပဲရှိတယ်မအေလို့မင်းအောင်လိုင်းနဲ့ကျမတို့ပြည်သူမလဲပြည်သူယာယီအစိုးရနူဂျီနှစ်ဖွဲ့ပဲရှိတယ်နူဂျီကိုမကြိုက်ရင်မအားလာကိုပဲသူတို့ပေါင်းရမှာနော်မအားလာကိုပေါင်းရင်ပေါင်းမပေါင်းနူဂျီကိုပေါင်းနှစ်ဖက်ပဲရှိတယ်ဒါကြောင့်မို့အခုမင်းအောင်လိုင်းကြီးညာတဲ့ဂျင်းသတင်းထဲမှာတကယ်ကိုစစ်မှန်တဲ့နော် PDF တွေပါချင်ပါမယ်လူနည်းစုပါပြည်သူတို့နော်အဲ့ဒီလူနည်းစုကိုသူတို့ကဗာလဲစစ်မှုထမ်းကနေခေါ်လာတဲ့ဗာလဲလူတွေကိုသူတို့ကဖမ်းပြီးတော့ပြည်သူတွေကိုစိုက်ဝါထည့်တယ်အခုကျမတို့နူဂျီကာကွယ်ရေးဝန်ကြီးဦးရင်မူကတကွက်ပြလိုက်ပြီသူက900ကျော်အလေးဝင်တာဒါဂျင်းအောင်ရောထဲလိုက်သေးတယ်ကျမတို့နူဂျီ MOD ကာကွယ်ရေးအောက်ကိုဝင်သွားတဲ့အရေးအချင်းရှိတဲ့နော် PDF local PDF တွေကနော်နိုင်ရှင်လို့မရဘူးသူတို့နဲ့နိုင်ရှင်လို့မရဘူးဒါပေမဲ့အခုကျမတို့တော်လန်ရေးမှာအမျိုးသားရေးကိုသွားနေတဲ့နော်တချို့တိုင်းရင်းသားအမိခံနေရှိတယ်အမျိုးသားရေးလို့ပြောရင်ဒါတရုတ်ကြုံလို့ပဲမှတ်လိုက်တော့ပြည်သူတို့နော်ကျမတို့သွားနေတဲ့စနစ်ကလူထုစနစ်ဒီမိုကရေစီစနစ်အမျိုးသားရေးဆိုတာလဲအာဏာရှင်စနစ်ပဲကွန်မြူနစ်စနစ်ပဲအခုဆိုရင်နိုင်ငံတကာကသိသွားပြီပြည်သူတို့နော်အွန်လိုင်းငွေလိမ်ခန်းရဲ့နောက်မှာလက်မဲကြီးကတရုတ်ပဲဆိုတာအားလုံးသိပြီအခုဒီဘာလဲဟိုမုတ်ရေလက်ကြားနောက်ကွယ်မှာအီရန်ရဲ့နောက်ကွယ်မှာတရုတ်ပါဝင်ပတ်သက်နေတာကိုအခုနိုင်ငံတကာကသိသွားပြီနော်
ဘာလဲသတင်းတစ်ခုတွေ့ရတယ်အီရန်ရဲ့မြေအောက်ခန်းမှာပိတ်မိနေတဲ့တရုတ်သေတဲ့လူလည်းရှိသလိုပိတ်မိနေတဲ့တရုတ်တွေနော်ရှိတယ်တွေ့လားတရုတ်ကတစ်ဖက်လက်နဲ့ပါဝင်ပတ်သက်နေတာကိုအခုအားလုံးသိသွားပြီပြီးတော့အခုနေတိုးနာမည်မထွက်ပေမဲ့နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အင်္ဂလန်ဂျာမနီနောက်ပြီးတော့နယ်သာလန်ပေါ့နော်အဲ့ဒီအနောက်နိုင်ငံကနိုင်ငံတွေတော်တော်များများအခုဒေါ်နယ်ထရန့်နဲ့ပူးပေါင်းပါဝင်လာကြပြီနိုင်ငံရေးအလက်ပြောင်းတော်လှန်ရေးကမ္ဘာမှာဘာလဲနိုင်ငံရေးအလက်အပြောင်းကဘယ်လိုလာမလဲကျမတို့တွေစောင့်ကြည့်ရမယ်နော်မျိုးသားရေးကလူမျိုးစည်းသန့်ဖန်တီးမှုတစ်ခုဟုတ်တယ်ပြောရမယ်ဆိုရင်အဲ့ဒီအမျိုးသားရေးလို့မအားလားလည်းအမျိုးသားရေးပဲလေအမျိုးသားရေးလို့ပြောတဲ့နေရာမှာမအားလားပြောက်ကြရင်သူကမအားလားနေရာမှာဝင်ဖို့အတွက်အမျိုးသားရေးကိုထိန်ဖန်တီးတာအာနာစင်စနစ်ကအာနာစင်စနစ်ပဲအခု online ငွေလိမ်ဂိုင်းတွေနောက်ွယ်မှာတရုတ်ရှိတယ်လို့ FBI ပြောပြီးတရုတ်ကတော့ဟာမင်း online ကတော့ဒီနေ့ order ဗာလဲတရုတ်နေမဲ့ဓာဖြတ်နေရေးကိုနော်အမေရိကန်ဝင်မရှုံနဲ့တဲ့တရုတ်ကနိုင်ငံတကာကိုလိမ်လည်လက်ဖျားပြီးတော့ဓာဖြတ်စင်ရောဓာဖြတ်စစ်စင်ရေးဆိုပြီးတော့နော်အမေရိကန်ဝင်မှာဆိုလို့စိတ်ကနေဖြတ်ပြီးတော့ဝင်တိုက်လိုက်တယ်နောက်ဆုံးဂျားဖြတ်ပဲများလာတယ်ဂျားဖြတ်မပြောက်တဲ့အပြင်ဂျားဖြတ်ပဲများလာတယ်ဒါကြောင့်မို့အခုအမေရိကန်ကတော့တကယ်စော်မဲ့အနေထားမှာရှိတယ်ပြီးတော့ဘယ်အချိန်ဝင်မလဲဆိုတာကျမတို့မသိရဘူးကျမထင်တယ်ဆောင်းတခင်ပဲဝင်မယ်အရှိတောင်အာရှတလွားမှာအခြေစိုက်ပြီးအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားငွေလိမ်နေတဲ့ online ငွေလိမ်စခန်းတွေရဲ့နောက်ကွယ်မှာတရုတ်ကွန်မြူနစ်ပါတီ CCP ကပါဝင်ပတ်သက်နေတယ်လို့အမေရိကန် FBI ကထုတ်ဖော်ပြောဆိုလိုက်တယ်တရုတ်စောက်ဆက်ကိုရဲပြီးနော်အထူးသဖြင့်မြန်မာနိုင်ငံရဲ့ကမ္ဘောဒီးယားနိုင်ငံတွေတဲကမြန်မာနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံတွေတဲကငွေလိမ်စခန်းတွေကိုတရုတ်ကနောက်ွယ်ကနေကြောထောက်နောက်ခံပေးထားတယ်လို့ဆိုပါတယ်လိမ်လို့မရဘူးနော်ဒီငွေလိမ်စခန်းအများစုဟာကမ္ဘောဒီးယားနိုင်ငံနဲ့ထိုင်းနယ်စပ်တလျှောက်မြန်မာနိုင်ငံတွင်းမှာတည်ရှိနေတာဖြစ်ပြီး FBI အနေနဲ့ဒီလုပ်ငန်းတွေကိုနိုင်ငံဖြတ်ကျော်ပြီးအမြင့်ဖြတ်ချေမုန်းဖို့အထူးစစ်စင်ရေးကိုစတင်နေပြီလို့ဆိုပါတယ်နော်ဒါကြောင့်မို့ကျွန်တော်တော်လန်ရေးကဒီကြားဖြတ်နဲ့ပဲအစိုးသတ်မလားဒါမှမဟုတ်ပြိုင်တူပဲနော်အစိုးသတ်မလားကျမတို့စောင့်ကြည့်ရမယ်အခုထိချိုင်းစစ်မျက်နှာတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းများနဲ့အတူမဒရာမျိုးမှန်တပ်ဖွဲ့ကပူးပေါင်းတိုက်ပွဲဝင်နေတယ်ထီးချိုင်းမှာနော်မန္တလေးတိုင်းထီးချိုင်းမြို့နယ်ကဲနော်နိုင်ငံရေးနည်းနည်းသွားမယ်အိုးလာကုန်ပြီအမေရိကန်ရဲ့ကြားဖြတ်မူရေးအတွက်စစ်စင်ရေးကြီးညာချက်ပြီးသူတို့နော်အခုမအားလာတွေကသူတို့နောက်ဆုံးအဆင့်ကိုသိနေလို့မထူးဆခင်းပြီးရွန်ငွေသုံးမယ်ဆိုပြီး US Trump ကို challenge လိုက်ပြီးဖြစ်တယ်ဆိုတော့တူတော့လိုရင်းပဲပြောတော့မယ်နော်ပြောရမယ်ဆိုရင်မအားလာကသူမသိခင်တမဒမဖြစ်အောင်ကိုနော်လုံမဲ့အခြေအနေမှာရှိတယ်မြန်မာနိုင်ငံကိုတရုတ်ယွမ်အစားထိုးပြီးတော့နော်တရုတ်ကြုံဖြစ်ဖို့အတွက်တရုတ်ရဲ့ကိုလိုနီပြည်နယ်ဒဲကိုဆွဲသွင်းဖို့အခုနော်စ조사နေပြီအခုထရန်ကပြီးတိတ်သွားတာအီရန်အတွက်အီရန်သာနူရသွားရင် US ရှုံးပြီးလို့လက်ဦးပြီးနူထုတ်တော့အပြရှင်းလာနိုင်တယ်ဒါကြောင့်ဟူးကကြိုတင်ပြင်ဆင်နေပြီးအီရန်စစ်ပွဲကြောင့်ဖြစ်ပေါ်လာနိုင်တဲ့နျူကလ িয়ার မတော်တဆဖြစ်ခြင်းကိုကာကွယ်ကုသနိုင်ဖို့
ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းစဉ်တွေကိုစတင်လိုက်သလိုဖြစ်နိုင်ချေနှစ်ခုရှိပြီးတစ်ခုကဗုံးကျဲတိုက်ခိုက်မှုတွေကြောင့်အီရန်နဲ့အခုနော်တချို့သတင်းတွေမှာအီရန်ဘက်ကိုအလေးထားပြီးအလေးထားပြီးတော့ရေးသားတဲ့နော်အုပ်စုရှိသလိုအမေရိကန်ဘက်ကိုအလေးထားပြီးတော့ရေးသားတဲ့အုပ်စုရှိတယ်ဒါပေမဲ့အမေရိကန်ကတော့ခိုးကြောင်ခိုးဝက်ဘက်တော့မှမလုပ်ဘူးနော်ပေါ်တင်ပဲလုပ်တယ်ပေါ်တင်ပဲကြီးညာတယ်ဒါကြောင့်မို့ပို့ပြီးတော့ယုံကြည်စိတ်ချရတယ်အီရန်ဘက်ကတော့ယုံကြည်လို့မရဘူးနော်အခုဗုံးကျဲတိုက်ခတ်မှုတွေကြောင့်အီရန်ရဲ့အနုမြူဓာတ်ပေါင်းဖို့တွေထိမှန်ပြီးယိုစိမ့်မှုဖြစ်ပွားကရေဒီယိုသတ္တိကြွလာနိုင်တာပါနောက်တစ်ခုကတော့စစ်ပွဲအစိတ်ကိုထိမရတော့ပဲအမေရိကန်ကအစ္စရေးဘက်ကအနုမြူဘုံနဲ့တိုက်ခိုက်လာမှာကိုပဲထို့အတွက်အနုမြူဘုံသုံးရင်တော့ကဘာစစ်စပြီလို့ပညာရှင်တွေကပြောကြတာပေါ့နော်အခုအီရန်ကမဆိုင်တဲ့နိုင်ငံတွေကိုပါအတိကနော်အတိကဘယ်လိုပြောမလဲလျှက်စစ်စွမ်းအင်သိမ်းထားတဲ့နေရာတွေကိုဘုံကျဲတယ်ကဘာစစ်ကိုအီရန်ကခေါ်နေတာအခုအီရန်နိုင်ငံရဲ့ဘူရှာဟာနျူကလ িয়ার စက်ရုပ်ဒုံးကြီးထိမှန်သွားကြောင်းသတင်းထက်ပေါ်နေပြီးနျူကလ িয়ার ယိုစိတ်မှုရှိမရှိတကဘာလုံးစိုးရိမ်တကြီးစောက်ကြည့်နေရပြီးအရှိအလဲပိုင်းစစ်ပွဲဟာထိမ့်မနိုင်သိမ့်မရချင်တွေကိုကူးပြောင်းသွားမှာစိုးရိမ်နေကြတယ်ဒါတော့နေတော့မပါသေးဘူးเนาะအခုလည်းသူတို့လည်းထထိသိကဘာစစ်ဖြစ်မှာဆိုလို့ပေါ့နော်ကျမထင်တယ်ကဘာစစ်ကတော့ဒီရုရှားတို့တရုတ်တို့ပေါ်တင်ပါမှကဘာစစ်ဖြစ်မှာနော်ဒါပေမဲ့အခုချိန်မှာ तू ကမလဲခိုးကြောင်ခိုးဝဲနဲ့ပါဝင်ပတ်သက်နေတာပေါ့နော်ကျမထင်တယ်အီရန်စစ်ဆိုရင်တရုတ်တွေပြေးပြီးစုံးမဲ့အခြေအနေမှာလည်းရှိတယ်နော်တရုတ်တွေကအလကားပါနောက်ွယ်မှာပဲလက်သီးစုပ်ပြပြီးတော့တတိရှိဟန်ဆောင်တာတကယ်တတိရှိတဲ့လူတွေမဟုတ်ပါဘူးစစ်စင်ရေးဟာအခုမှတော့တာမန်စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံတွေကိုကြော်လွန်ပြီးနျူကလ িয়ার ဗုံးချက်တွေကိုပါပြစ်မှတ်ထားတဲ့အထိပြင်းထန်လာနေပါတယ်အခုအီရန်နိုင်ငံရဲ့အဓိကနျူကလ িয়ার စွမ်းအင်ထုတ်လုပ်ရာဘူရှာဟာစက်ရုပ်ကိုဒုံးကြီးထိမှန်ခဲ့မှုဟာပျက်စီးမှုအတိုင်းအတာကိုတိကျမသိရသေးပေမဲ့ဟူရဲ့နိုင်ငံတကာနျူကလ িয়ার အဆောက်ကြည့်ရေးအဖွဲ့ကတော့ရေဒီယိုသတ္တိယိုကြွမှုယိုစိတ်မှုရှိမရှိသိရဖို့အသေးအံစူးစမ်းနေကြတယ်တကယ်လို့ယိုစိတ်မှုဖြစ်ခဲ့ရင်ပင်လယ်ကွေ့ဒေသတစ်ခုလုံးနဲ့တဘဝပတ်ဝန်းကျင်လူသားမျိုးနွယ်ဆိုင်ရာကပ်ဘေးကြီးဆိုက်ရောက်နိုင်ပါတယ်ဒီအတွက်ထရန့်ဟာအီရန်နူမရစေဖို့အတွက်တစ်ဖက်မှာသူကူညီပေးခဲ့တဲ့ပြည်တွေကိုသွားရောက်ဆွေးနွေးသလိုတစ်ဖက်မှာလည်းစွမ်းအင်လိုအားချက်80%မဲ့အမြင့်မားဆုံးဖြစ်တဲ့ဂျပန်ကိုစီမပြတ်အောင်အီရန်ကိုတိုက်နေစဉ်အတွင်းထိုင်ဝမ်အတွက်ကာဘာလှုပ်ထားနိုင်အောင်လက်နဲ့ရောင်ဟော်မုတ်အတွက်စစ်သိမ်းဘောစီလွတ်ပေးရေးသွားရောက်ညှိနှိုင်းလှုပ်ဆောင်နေတာကိုတွေ့ရတယ်ဒီခြေလမ်းတွေဟာတရုတ်အတွက်ပြင်ဆင်လုပ်နေခြင်းပဲဆိုတာစာစိုးရင်သိလာမှာပါအခုဒုတိယကဘာစစ်တော့ကစစ်ရှုံးခဲ့တဲ့ဂျပန်နဲ့ဒုတိယကဘာစစ်တော့ကစစ်နိုင်ခဲ့တဲ့နော်အမေရိကန်အခုပေါင်းမိကြပြီပွဲကြီးပွဲကောင်းပဲဘယ်လိုလာမလဲကျမတို့တွေစောက်ကြည့်ရသလိုကျမတို့ပြည်သူတွေကလည်းနော်အစင်သင့်ပြင်ဆင်ထားပါကဘာစစ်ဖြစ်ခဲ့ရင်ကျမတို့အစင်သင့်ဖြစ်ခဲ့ရင်ဒုက္ခမရောက်ဘူးနော်အစင်သင့်ပြင်ဆင်ထားပါအခုအီရန်ကိုတိုက်မှာဘာကြောင့်မဟာမိတ်နိုင်ငံတွေကိုနော်ကြိုမပြောလဲဆိုတဲ့အမေးကိုဒါဟာဂျပန်ဝန်ကြီးချုပ်အမေးဆိုပေမဲ့တကဘာလုံးသိချင်နေတဲ့အဖြေမို့ထရန့်ဟာပလဲစိတ်ကန်းကိုဂျပန်ကအလစ်ဝင်တိုက်မှုနဲ့ဥပမာပေးပြီးရန်သူမသိစေခြင်းလို့ဆိုတဲ့ဟန်နဲ့တကဘာလုံးသိအောင်ပြောလိုက်တာပဲဖြစ်တယ်ဒီလိုပြောတော့အားလုံးကွန်ပလိတ်တောင်မတက်နိုင်တော့ဘူးမင်းသက်ပါစပိတ်ကုန်ကြတယ်
နော်ဒီတော့ trend ရဲ့ပြတ်သားမှုလှုပ်ဆောင်မှုကတော့သဘောကျပြီးချီကျူးရမှာဖြစ်တယ်ဒီနေရာမှာသိစေချင်တာကကမ္ဘာမှာကြံနေရတွေထက်အာရှနိုင်ငံတွေစီပဲလို့စီလိုအချက်မြင့်မာပြီးပြတ်နေတာထူးခြားမှုတစ်ခုပါအခုထိုင်းနဲ့တရုတ်ကစီမပို့တော့သဖြင့်ဗီယက်နမ်ဟာစီပြတ်နေတယ်လို့ဂျပန်နဲ့တောင်ကိုရီးယားကိုအကူအညီတောင်းနေတော့လဲမထူးခြားသေးဘူးလို့သိရတယ်လို့မြန်မာကတော့မလေးနဲ့စင်ကာပူကနေရနေသေးသမျှမပြတ်နိုင်သေးဘူးလို့သိရတယ်ဒါကြောင့်မို့လေနော်မြန်မာနယ်စတဲ့အထိဝင်စီးတော့မဲ့ American FBI နဲ့ဂျားဖြန့်တွေရဲ့ဇက်သိမ်းခန်းအခုသူတို့ဝင်စီးတော့မဲ့ဇက်သိမ်းခန်းကိုကျမတို့ပြည်သူတွေသိထားတဲ့အရာပေါ့အဲ့ဒီအကြောင်းကိုကျမပြောပြမယ် FBI ဂျားဖြန့်တွေဝင်သူတို့ဘယ်လိုဇက်သိမ်းမလဲမသိဘူးနော်မဲဆောက်ဘက်ကနေမြန်မာဘက်ချမ်းက KK ပတ်နဲ့ဆွေကုတ်ကိုမန်ဘလူးနဲ့စိုက်ကြည့်နေတဲ့ American FBI အရာရှိတွေရဲ့ဓာတ်ပုံကို FBI ဖိတ်ကနေတင်ထားတာမြင်လိုက်ကြသူတွေရှိမှာပါအရင်အပကအမေရိကန်သမ္မတရဲ့အထူးအမိန့်တရမြန်မာမြေပေါ်ကကြားဖြန့်တွေအပေါ်သက်ရောက်လာနိုင်ခြေတို့ကိုတင်ပေးခဲ့ပူပါတယ်သူတို့အပြောသက်လားအလုတ်ပါပါနေလားမြန်မာပြည်ကတောင်စီသူတွေဘာတွေတတိပြုသိနေဆိုတာကိုရောပေါ့နော်ဆလကပြီးတော့မယ်မအလားသမ္မတလောက်ရင်ပြီးပွဲကြီးပလဲသားတို့ရေအဲ့လေအဲ့ဒါကြောင့်မို့ဘယ်လဲသမ္မတဖြစ်ဖို့အရေးသူအလင်းအမြန်စ조사နေတာသေခါနီးသမ္မတဖြစ်ရအောင်ဖြစ်ဘူးတယ်လို့နော်အသေးဖြတ်အောင်လို့ပထမအချက်အနေနဲ့အမေရိကန်ဘက်ကသူ့ပြည်သူတွေရဲ့ဒေါ်လာဘီလီယံပေါင်းများစွာကြားဖြန့်တွေကြောင့်နစ်နာဆုံးရှုံးရမှာကိုစစ်စင်ရေးသဘောမျိုးကင်တွယ်တော့မဲ့ကြီးညာချက်အကြောင်းပါဟေးကြားဖြန့်ကိုစစ်စင်ရေးနဲ့နော်ကင်တွယ်တော့မယ်ဆိုတော့ဝမ်းပါလိုက်တာနော်သူပြောတယ်စစ်စင်ရေးနဲ့ကြားဖြန့်ကိုစစ်စင်ရေးနဲ့ကင်တွယ်မယ်အခွင့်အခါပေးရင်ပြည်တွင်းထိတောင်ဝင်စော်မဲ့အခြေအနေရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့နိုင်ငံသားတွေအနေနဲ့လည်းကြားဖြန့်ဖန်တီးထားတဲ့ slot game နဲ့အခြားလိမ်လည်ခံရမှုတွေကိုဘယ်လိုကင်တွယ်ဖြည့်ဆင်းပေးနေကြပါပြီလဲသူတို့နိုင်ငံတွေကတော့သူတို့ပြည်သူနဲ့နာခဲ့ရမှုကိုကင်တွယ်ဖို့အခုလိုစပြင်နေတာပါအမေရိကန်ရဲ့အမြင့်ဖြတ်စစ်ကြေညာချက်မလာ6ရက်နေ့မှာအမေရိကန်သမ္မတကကြားဖြန့်တွေကိုရိုးလိမ်လည်မှုလို့မသတ်မှတ်တော့ပဲနိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုင်း TCO ဖြစ်သတ်မှတ်လိုက်ပါတယ်ဒီနေ့မလ16ရက်နေ့မှာ FBI ညွှန်ကြားရေးမှူးကအဲ့ဒီနိုင်ငံတွေထဲအထိဝင်ရောက်ပြီးငွေလိမ်ဂိုင်းစခန်းတစ်ခုမကြံအပီးတိုင်ပိတ်ပစ်မယ်လို့ကွန်ဂရက်လွှတ်တော်မှာတရားဝင်ကြေညာလိုက်ပါပြီနော်ဒါဆိုရင်သူတို့အပီးကိုပိတ်မှာသူတို့ဟာမြေပြင်စစ်စင်ရေးနော် strike force တွေအသုံးပြုလာတော့မဲ့သဘောပါပဲနောက်ပြီးတော့နေဆလက်နဲ့ကင်အဖွဲ့များအတွက်သေရေးစင်ရေးပြည်သူတို့ရောက်လာပြီနော်ကဲကျေးစားလက်နဲ့ကင်တွေအတွက်နောက်ဆုံးနင့်ကုန်းစပ်သိမ်းခံမယ်KNA BGF DKBA ဒေသအလိုက်ပြည်သူစစ်အစရှိတဲ့နေဆကကြားဖြန့်တွေကိုအကာအကွယ်ပေးထားတဲ့အဖွဲ့တွေအတွက်တော့အကြီးမားဆုံးအကြအတဲရောက်လာပါပြီအမေရိကန်ကထိုင်းအစိုးရနဲ့ပူးပေါင်းပြီးကြားဖြန့်ကွန်ရက်တွေကိုအပီးတိုင်ဖြတ်တောက်မဲ့ Kill Switch View ဟာကိုသုံးနေပါတယ်ဒါအပြင်အမေရိကန်သမ္မတရဲ့အမိန့်အရကြားဖြန့်ကိုလက်ခံရှောက်ထားရင်မင်းတို့ကိုပါအရေးယူခံရမယ်မင်းတို့ကိုပါပြပြထထအရေးယူခံရမယ်လို့ရာဇသံပေးထားတယ်လေဒီအဖွဲ့တွေဟာကြားဖြန့်ကရတဲ့ငွေမဲကိုဆက်ယူပြီးကာကွယ်ပေးအောင်မလားအမေရိကန်ရဲ့ပြစ်မှတ်ဖြစ်ခံမလားဆိုတာရွေးချယ်ရတော့မှာပါဒီကျေးစားလက်နဲ့ကင်တွေကတစ်သက်လုံးပဲမအားလာနဲ့အတူသေတွင်းကိုတူးကြမှာလားဒါမှမဟုတ်နော်အမေရိကန်ကိုအပန်းခံပြီးတော့သူတို့
ဇက်သိမ်းမလားနှစ်လမ်းပဲရှိတယ်ဒါကြောင့်မို့အနစ်ချုပ်အနေနဲ့ပြောရရင်ကြားပြန့်လောကရဲ့နေဝင်ချိန်ဟာတကယ့်ကိုရောက်လာပါပြီပြည်သူတို့ဒါပေမဲ့စသိမ်းပိုင်းမှာပို့ပြီးရှုပ်ထွေးကြမ်းတမ်းလာနိုင်လို့ပြည်သူတွေအနေနဲ့ကိုယ့်ရဲ့ငွေကြေးနဲ့လုံခြုံရေးကိုအထူးဂရုစိုက်ဖို့တိုက်တွန်းချင်ပါတယ်အခုဆိုရင်เนาะတရုတ်ရဲ့သွယ်ဝက်ပါဝင်မှုကိုနိုင်ငံတကာကသိသွားပြီဒါကြောင့်မလို့ကမ္ဘာအခြေအနေအလက်အပြောင်းလာတရုတ်ရဲ့သွယ်ဝက်ပါဝင်မှုပုံမထင်ရှားလာပြီเนาะထီတွေရောင်းပါတယ်เนาะကျွန်မခိုးစနာဝင်လိုက်အောင်မယ်ထီတွေရောင်းပါတယ်เนาะတော်လန်ရေးကိုဆိုင်ငပိရောင်းပါတယ်တော်လန်ရေးအတွက်ရလာတဲ့အမြငွေအလုံးတော်လန်ရေးအတွက်เนาะကျမတို့ဒီတစ်ခါ PRL ကိုဓာတ်ရိုက်လူပါမယ်ပါဝင်ကူညီအားဖြည့်ပေးကြပါပြီလို့ကျမတို့တော်လန်ရေးအစုံသတ်ခံနေပြီကျမထင်တယ်2016မှာเนาะအစုံသတ်မယ်လို့ကျမတော့ဒါကျမတူတရအနေနဲ့เนาะထင်မိတာပေါ့ဘာပဲဖြစ်ဖြစ်တော်လန်ရေးအလွန်မှာတော့မှငင်းခုံရအောင်မယ်တိုင်းသားတွေနဲ့ငင်းခုံရအောင်မယ်ဒါပေမဲ့သိကြတာတစ်ခုကတော့ကျမတို့ပြည်သူစနစ်ကဘယ်တော့မှเนาะအမျိုးသားရေးစနစ်မဖြစ်လာနိုင်ဘူးဆိုတာပါပဲဖြစ်လာနိုင်တဲ့အကျိုးဆက်များเนาะတကယ်လို့သာတရုတ်ဒုံးကြီးတစ်လုံးကအမေရိကန်သင်းဘောကိုထိမှန်ခဲ့မယ်ဆိုရင်ကျမတို့เนาะဗာလဲကြားဖြတ်ပြောလိုက်အောင်မယ်ကျမတို့ပြည်သူတွေပြန်တော့သုံးသပ်ကြည့်တော့ဒီ9နှစ်အတွင်းမှာ139နှစ်ခွန်မပေါ်ခင်မှာကျမတော်လိုင်းကြီးအစပိုင်းမှာเนาะတိုက်တယ်ဒါပေမဲ့အောင်မြင်မှုမရခဲ့ဘူးမရခဲ့ဆိုတာတိုင်းရင်းသားအမိခံအုပ်စုတချို့တွေကနေသားသလိုနေတယ်ပြီးတော့တော်လန်ရေးကိုဗန်းပြပြီးတော့เนาะပြည်သူအလူငွေတွေကိုအလွဲသုံးစားလုပ်ပြီးတော့နေခဲ့တယ်ဒါပေမဲ့3-3နှစ်ခွန်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာကျမတို့တော်လန်ရေးတစ်စစ်ချိုးပြောင်းလဲခဲ့တယ်အဲ့3-3နှစ်ခွန်ကိုဖန်တီးတာကလည်းတရုတ်ပဲအခုအချင်းချင်းတိုက်အောင်လုပ်နေတာလည်းတရုတ်ပဲအရာအားလောက်ကတရုတ်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲမူတည်တယ်ဒါဆိုရင်ကျမတို့နိုင်ငံကเนาะတရုတ်လက်အောက်ခံဖြစ်နေပြီလားစဉ်းစားကြရပဲစဉ်းစားကြည့်လေ1-3နှစ်ခွန်ပေါ်လာတယ်တရုတ်ကမီးစိတ်ပြလို့သူတို့တိုက်တယ်နောက်ဆုံးတရုတ်ကရက်ဆိုရရတယ်အခုအချင်းချင်းတိုက်တယ် KIA စစ်ရဆိုလဲတရုတ်ကရက်လို့ပြောမှဆိုရင်ဒါအာရအားလောက်ကတရုတ်ရဲ့ချက်လဲမှုပုံမှာပဲမူတည်တယ်ဒါကြောင့်မို့ကျမတို့နိုင်ငံကတရုတ်ချက်လဲနေပြီလားပေါ့ဘာပဲဖြစ်ဖြစ်ကျမတို့ဒီຫນွေဥတော်လန်ရေးကเนาะအမြန်ဆုံးအောင်မြင်မှကိုဖြစ်မှာတကယ်လို့သာเนาะတကယ်လို့သာအခုအီရန်ပြည့်တဲ့ဒရုန်းကြီးတွေမှာတရုတ်ထုတ်လုပ်တဲ့ဒရုန်းကြီးပဲပြောမှဆိုတရုတ်ကသွယ်ဝိုက်ပြီးတော့အီရန်ကိုထောက်ပံ့ပေးထားတာဖြစ်တယ်တကယ်လို့သာအီရန်ရဲ့ဒရုန်းကြီးတရုတ်ရဲ့ဒရုန်းကြီးကအမေရိကန်သင်းဘောကိုเนาะထိမှန်ခဲ့ရင်အခြေအနေတစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်တယ်ဒါကြောင့်မို့ကျမတို့ကဘာစစ်ကိုလည်းကဘာစစ်ဖြစ်ခဲ့လို့ဆိုရင်ကျမတို့တွေရင်ဆိုင်နိုင်အောင်ပေါ့နော်အခုကလေးကပြင်ဆင်ထားရမယ်ကျမဒီလောက်နဲ့ပဲနင်ကိုချုပ်မယ်နော်
လောက်တာပင်ပန်းနဲ့မပြောနိုင်တော့ကဲမနေ့ကအလူငွေ19ရက်နော်မြစ်တင်အဖွဲ့ဝင်300မြစ်တင်တလပိုင်းနဲ့2လပိုင်းအတွက်အဖွဲ့ဝင်300နော်နောက်ပြီးတော့မေသက်ထားဆွေ2လပိုင်းနဲ့3လပိုင်းအတွက်အဖွဲ့ဝင်300နော်ကျေးဇူးအများကြီးတင်ပါတယ်ကဲအလူငွေကတော့16ရက်3လ2026အတွက်ထီအမြငွေ4820ဘကျေးဇူးအများကြီးတင်ပါတယ်မိုးသိထီပေါက်အလူငွေ2000ဘနော်ကျေးဇူးအများကြီးတင်ပါတယ်ဒေါ်မြင့်မြင့်ထီပေါက်အလူငွေ300ဘနော်ကျေးဇူးအများကြီးတင်ပါတယ်မပေါင်းတော့ဘူးပေါင်းထားတာမတွေ့ဘူးနော်ကျမတို့က PRS ကိုသွားပေးမလဲကျမတို့ကစီးစရာအတိအကျနဲ့ပဲနော်တွေ့တယ်ကဲ20ရက်နေ့လင်းထုဦးအဖွဲ့ဝင်300ထမှုအောင်ဖောအဖွဲ့ဝင်300အလူငွေ400 1000ဘ900ဘနော်ကျေးဇူးအများကြီးတင်ပါတယ်ကဲဒီနေ့အလူငွေအလုံးပေါင်း1000ဘရရှိပါတယ်ဒေါ်လာရလဲကြာလာတော့လူတွေလဲပန်းလာတယ်ဒါပေမဲ့စိတ်ဓာတ်ကတော့မကြဘူးနော်ဒေါ်လာရေးအစိုးထိပဲနိုင်တဲ့လောက်လုံးမယ်ပြည်သူဆိုတဲ့နော်ဒီຫນွေဦးတော်လန်ရေးမှာကျမတို့အုတ်တချသဲတပွင့်နိုင်ရာကနေပါဝင်နိုင်တဲ့ဆိုတဲ့ပီတိနော်တော်လန်ရေးအလွန်မှာကျမတို့ခံစားရမယ်နော်စောင့်ကြည့်ပါတော်လန်ရေးလုံးမှာကျမတို့တောင်းကြည့်တယ်ကျမတို့နောင်လာနောင်သားတွေကိုသားတွေမြေးတွေမြင့်တွေကိုကျမတို့နော်လိပ်ပြလုံစွာနဲ့တော်လန်ရေးမှာအမေတို့ပါခဲ့တာပေါ့အဖွားတို့ပါခဲ့တာပေါ့တော်လန်ငါဘူးလို့ဆိုတော့ကျမတို့ကဗလဲအပြစ်အဝပြောနိုင်တယ်နော်သိခါရှိပြောနိုင်တယ်ဒါကြောင့်မို့တော်လန်ရေးဘယ်တော့မှနောက်မဆုံးစိတ်ဓာတ်တစ်ခါတလေကြာချင်ကြမယ်ဒါပေမဲ့ဘယ်တော့မှနောက်မဆုံးခဏပဲတော်လန်ရေးကိုနောက်ဆုတ်လို့မရဘူးလူတိုင်းအားလုံးသိတယ်နော်ကဲနိဂုတ်ချုပ်တော့မယ်ပြည်သူတပ်ပေါင်းစုအတွက်ဆုတောင်းပေးချင်ပါတယ်မြန်မာတိုင်းနိုင်ငံလုံးမှာတရားတော်စီကိုဆင်နေနေတဲ့ပြည်သူတပ်ပေါင်းစုအားလုံးတိုက်ပွဲတဲ့အောင်မြင်ပါစေစစ်မစ်ဆန်များကိုမြန်ဆုံးတိုက်ဟုတ်နေပါစေတစ္ဆာဖောက်လောက်ကောင်တွေလည်းမြန်ဆုံးကြားဆိုပါစေပြည်တွင်းမှာရှိတဲ့ပြည်သူများအားလုံးစစ်မစ်ဆန်ရန်ကနေကင်းဝေးပါစေတဘောဝပေးအန်ဒီရမှာကင်းဝေးပါစေတနိုင်ငံလုံးမှာရှိတဲ့ပြည်သူပြည်တော်သားများအားလုံးတစ္ဆာဖောက်လောက်ကောင်ထူကျွေးခြင်းမှကင်းဝေးပါစေတစ္ဆာဖောက်လောက်ကောင်များပြည်သူပေါ်မှာတစ္ဆာမရှိတဲ့ဖွဲ့စည်းမှန်သမျှပြည်သူအလူငွေကိုအလွဲသုံးစားလုပ်တဲ့ဖွဲ့စည်းမှန်သမျှအမြန်ဆုံးကြဆုံးပါစေပြည်သူကြိတ်စာစူးကြပါစေအော်စနာဆိုင်ကွာလေးဘိုင်ဘိုင်ဖော်အကြောင်းနေတယ်